အားလုံးမတထမယ်နှုတ်ဆက်မယ်မင်္ဂလာပါ မင်္ဂလာပါဆရာကြီး ဒီနေ့ဗလီရလေးလို့ရှင်နော်24ရဲ့အနေလာလေလာ လာလာ လာရဲ့လာလာ တောင်းမစက် ဟောဒီက Friday Friday 6နာရီ 56 ဟောရန် Sunday ဒီငါးပိုင် စနေ သင်္ကန်းပိုင်းစနစ် 330တွင်မဲ့တာမုဒ္ဒိကလက္ခဏာဖတ်ကြံလူတို့နဲ့ရှိအပ်သောဂုဏ်3ပါးနော်တမဂုဏ်ရာဇဂုဏ်တတ္တဝဂုဏ်ဆိုရတော့ဂုဏ်3ပါးရှိတယ်အချင်းလောကနဲ့တတ္တဝဂုဏ်ရာဇဂုဏ်တမဂုဏ်ဒီ3ပါးသောဂုဏ်တို့သည်ရှိကြကုန်၏ထိုဂုဏ်3ပါးသည်အကြောင်းအားလို့သာလူတို့နဲ့တစ်ပါးစီတစ်ပါးစီအတိတိအတ္တကအတ္တကပါရှိကြကုန်၏အတ္တကအတ္တကတော့အတိတိလို့ပြောတာဘောနော်မိတ္တကဆိုပါလေအယောအနှောက်ပြောတာနော်ရှင်းတော့နော်ဒါမိတ္တကပဲပေါ့ဆိုပြောလို့ရှင်နော်အယောအနှောက်ပဲတခြားသုံးတယ်အဲ့ဒါမျိုးတွေကနော်သုံးတယ်အကျဉ်သူတွေသူတော်အားတနာကျင်နာလေးရှိ၏မှန်ကန်သောသစ္စာစကားပြောဆိုလေးရှိ၏တည်ကြည်သောစိတ်လေးရှိ၏တမာတဝနတ်တို့ကိုလည်းနတ်တို့ကို၎င်းဆရာလူကြီးဆရာသမားလူကြီးမြောက်တို့၎င်းစိကကိုယ်ွယ်လည်းရှိဒုက္ခဆင်းရဲပေါင်းနဲ့ကြုံတွေ့တော်လဲမတုံမလှုပ်ခိုင်မြဲသောသဘောတရားလည်းရှိအမှုခတ်သိမ်းပြီးအောင်စောင်းသူလည်းရှိထိုသူကိုတတဝကိုဟုဂုံနှင့်ပြည့်စုံသောသူတတဝဂုံရှိသောပုဂ္ဂိုလ်ခေါ်သည်ဟောဒါတတဝကိုနော်အကျဉ်သူဒီကာပြတူးသောအစီကုန်းအတုံးအဖွဲ့နဲ့လိမ္မာရင်ကျေးခြင်းရှိအမျိုးသမီးနော်အမျိုးဤသမီးတို့ဖြင့်ပျော်မွေခြင်းရှိတက်တက်ဘောင်းဘောင်းဆွေခြင်းအမှုကိုပြုလုပ်လို့ရှိအခါခါသိရဲရင်သောတတ္တိဝရိယအဖြင့်ကဲလို့ခြင်းရှိထိုလူကိုရာဇဂုံရှိသောပုဂ္ဂိုလ်ခေါ်ဆိုတယ်အဲ့တော့နော်ရာဇဂုံအကျဉ်သူဒီအခါခါလေးနဲ့ညံဖြစ်မိုက်မဲခြင်းလည်းရှိပြင်းညီကွတ်တတ်သောအလေးရှိအိတ်ကျူးခြင်းလည်းရှိအဲ့အနေဆုံးမခြင်းလည်းရှိအကြောင်းမူကြီးအမျက်ထွက်လေးရှိထိုဒီကိုတမဂုံကဲလွန်သောပုဂ္ဂိုလ်ခေါ်သည်အဲ့တော့ဆရာတော်ကဒီမှာဆိုရှင်တတ္တဝဂုံယာသဂုံတမဂုံဆိုပြီးဆရာတော်ဒီလိုပြောပြီအဲ့တော့ရာဇနော်တတ္တဝဂုံဆိုတာနတ်နော်နတ်ခေါ်ပြီးတော့ရာဇဂုံဆိုတာကဘာလဲဆိုလူကိုခေါ်တယ်တမဂုံဆိုတာဘာလဲဘလူခေါ်တယ်နတ်လူဘလူနော်ဒီလိုခေါ်တယ်အကျဉ်လူတို့နဲ့ထိုကုံ3ပါးဝယ်2ပါး3ပါးအပြားအပြင်ပေါင်းစုံမိခြင်းရှိသောအပြင်များသောမရွတိုက်နိုင်သောအကွဲအပြားလက္ခဏာတွေပေါ်ထွက်လာကြကုန်၏လူတို့နဲ့ဆိုအပ်ပြီးတော့ဂုံတို့တင်တမဂုံကဲလွန်သည်ရှိသောရာဇဂုံသည်များစွာပျက်စီးခြင်းတို့ရောက်၏ထိုနည်းရာဇဂုံကဲလွန်သောတမဂုံပျက်စီးခြင်းတို့ရောက်သည်တမဂုံနဲ့ရာဇဂုံအပြားအနှံပျက်စီးရတယ်တတဝဂုံမူကကောင်းသောသဘောလက္ခဏာအချင်းအရှိထို့ကြောင့်ယောက်ျားတို့၏လက္ခဏာနဲ့တတဝဂုံရှိဥစွာအဓိကထားပြဆိုတယ်ယောက်ျားတွေကတတဝဂုံရှိမရှိဆရာတို့ကြည့်တယ်တတဝဂုံဆိုတာဘာလဲတတဝဂုံဆိုတာသူတော်ကိုနော်တနာကျင်တဲ့မှန်ကန်သောစကားပြောတယ်နော်မှန်ကန်သောစကားပြောတယ်နော်တော့အမြဲတမ်းပဲကြည်လင်သောစိတ်ရှိတယ်အဲ့ဒါကိုဆရာတို့ကဘာလဲဆိုရှင်နော်ဆရာတို့ကတတဝဂုံနတ်တွေရဲ့နတ်လူဘလူးပေါ့နော်ဒီလိုဆိုထားပါတယ်အဲ့တော့တခြားလူကကိုလိုပဲနော်ကိုနဲ့ရှင်းထားပြီးတော့တနာတတ်တယ်ကျင်နာတတ်တယ်စကားပြောရင်မှန်ကန်သောစကားသစ္စာရှိသောစကားပြောတယ်တည်ကြည်သောစိတ်လည်းရှိတယ်တဲ့နောက်တစ်ခါတမန်တော်ကနတ်ကို၎င်းဆရာလူကြီးမိဘတို့ကို၎င်းစိကကိုးကွယ်လေးရှိသည်ဒုက္ခဆင်းရဲပေါင်းနဲ့ကြုံတွေ့တော်လဲမတုံမလှုပ်ခိုင်မြဲသောသဘောတရားလည်းရှိအမှုခတ်သိမ်းပြင်းချင်းအောင်ဆောင်ရွက်နောက်ဆောင်စွမ်းနိုင်ခြင်းလည်းရှိ
ထိုသူတရကုံနဲ့ပြည်စုံတို့တရကုံရှိတဲ့ပုဂ္ဂိုလ်ဟုဆိုဤဆိုတဲ့စာတို့အစမှာဆရာတို့ရေးထားတယ်အဲ့တော့ဆရာတို့ကနော်တရကုံဆိုတာကတော့မှန်ကန်တဲ့သူသစ္စာတရားနော်ထားတဲ့သူတနာကျင်နာတတ်တဲ့သူစိကကိုယ်ကရောက်ကိုစိကကိုယ်ွယ်တဲ့သူဒုက္ခတို့နော်ဆင်းရဲတို့နော်အခက်ခဲတဲ့ကြုံတွေ့လဲမတုံ့လှုပ်တဲ့သူတွေကိုအဲ့လိုခေါ်တယ်အဲ့ဒါမှာဆရာတို့ကတော့ရာဇဂုံဆိုတာရာဇဆိုမင်းပဲနော်မင်းဆို justice တယ်လို့ဆိုထားတယ်ဟုတ်လားနော်အဲ့တော့နောက်တစ်ခါဆိုလူတို့နဲ့စိုးတဲ့ဂုံတို့တွေတမကုံလူကဲချင်းရှိတော့ရာဇဂုံဒီပြက်များစွာပြက်စီးခြင်းရောက်ရည်ထိုနည်းတူစွာရာဇဂုံလွန်ကဲသည်ရှိတော့တမကုံလည်းပြက်စီးခြင်းတို့ရောက်ရည်တတဝဂုံမူကကောင်းသောသဘောလက္ခဏာချင်းအားရှိလေသည်ထို့ကြောင့်ယောက်ျားတို့လက္ခဏာတတဝဂုံရှုံးစွာအဓိကထားပြဆိုအပ်ခုနကတတဝဂုံကိုဆရာပြန်တော့ပြောပြတယ်လူတို့ခန္ဓာကိုယ်နဲ့အကျဉ်တုပလက္ခဏာဆိုအပ်တော့တင့်တယ်ဖွယ်ရာခြင်းရှိတော့ကောင်းကျိုးတရားအတုပလက္ခဏာဆိုတော့မတင့်မဖွယ်ရာတော့မကောင်းကျိုးတရားထိုတရားနှစ်ပါးတို့သည်အကြောင်းကံအားလျော်စွာပါလာတည်ရှိကြရကုန်၏ဤသို့တည်ရှိသောအကြောင်းကံဖြစ်ကိုသိနားလေခြင်းတည်းဟုသောအကြောင်းရည်သည်ပန္တိတာခေါ်သောပညာဆွေအကျိုးကျေးဇူးကိုဆိုအောင်၏လူတွေမှာကောင်းသောအချင်းရာရှိတယ်မကောင်းသောအချင်းနဲ့ပါတယ်အဲ့ဒါကိုနော်သိတဲ့သူကိုပညာရှိလို့နော်ပန္တိတာပညာရှိလို့ခေါ်တယ်အကျဉ်းသူတွေရှေလျားသောကိုယ်ခန္ဓာရှိထိုသူသည်ပညာနဲ့ရှင်၍ဖြစ်တတ်၏အရရှိတဲ့ဆိုရှင်နော်ထိုသူကပညာနဲ့ရှင်ဖြစ်တတ်၏အကျဉ်းသူတွေတင်းငယ်ခြင်းရှိထိုသူသည်သူဝင်မှန်ဖန်ခြင်းနဲ့ရှင်ဖြစ်တတ်၏အကျဉ်းသူသည်ဝါသောနှက်သောမျက်စိရှိထိုသူသည်စင်ကြယ်သောတိလရှိတတ်၏ထိုစကားတို့သည်ကပညာရှိဆရာကြီးများ၏မိန့်ကြားပြောဆိုသောစကားသည်အကျဉ်းသူလှပတည်တဲ့သောမျက်လုံးရှိထိုသူသည်ရုပ်ဆင်းတံကောင်းခြင်းကိုဆောင်တတ်၏အကျဉ်းသူလှပတည်တဲ့ရှုပဲကောင်းသောလက်ပင်ရှိထိုသူသည်ခေါင်းရပခုံးနှံဝင်ဆက်လက်တည်သောကူလီအစစ်ပါမဖြစ်ရတဲ့လက်ပင်လှလို့ရှင်ကူလီဖြစ်လားမဖြစ်ဘူးเนาะကူလီဆိုတာအနောက်တန်းစကား COOLY ကူလီเนาะဒါကူလီဆိုတာဘာလဲဆိုအခိုင်အစိလို့ခေါ်တယ်ဗမာတွေကတော့ကူလီလို့ပဲခေါ်လိုက်တယ်เนาะအစိပါကူလီအကျဉ်သူဒီ6တွေ့သောအစင်ကိုခန္ဓာရှိထိုသူဒီလှပတင့်တော်သူနဲ့မွေးလျော်ခြင်းစီးခြင်းကိုမခံစားသူဖြစ်သည်ခန္ဓာက6တွေ့ဆိုးပြပြမရှိဘူးမင်းကြည့်လိုက်တယ်လေကွာဆိုးပြပြမရှိပါဘူး6တွေ့ရှိတယ်တခါလေးကြတော့အယောင်မထွက်ဘူးเนาะခန္ဓာပေါ်မှာဆက်တော့ကိုယ်အောင်ကိုယ်ဝါကြည့်ရတယ်ကိုယ်အောင်ကိုယ်ဝါကြည့်တတ်အောင်ကြိုးစားเนาะကိုယ်အောင်ကိုယ်ဝါတင်ကြားလို့เนาะရအပ်တာတော့မဟုတ်ဘူးခဏလေးလာစီပူမှာရတဲ့ဟာကိုယ်အောင်ကိုယ်ဝါလူတွေမှာကိုယ်အောင်ကိုယ်ဝါထုံးတာတွေရှိတယ်ဘယ်တော့မှတော့ထုံးလဲဆိုတော့ဆို9ဆောက်တိုက်ခန်းလို့မိမထုံးလဲလင်းတာဒါကိုယ်အောင်ကိုယ်ဝါတောက်တာဒါတော့ရှေ့ကုသိုလ်လည်းပါတယ်အဲ့တော့ဆရာတို့ကမင်းဒီဟာဆရာတပည့်ဟိုကောင်ထုံးလင်းကိုအားမင်းထုံးလင်းတဲ့အယောင်ရှိတာမင်းကွာမင်းအခုတည်းကမကြည့်တတ်သေးဘူးထုံးလင်းကမျက်နှာအစီပြန်နေတာကွာလို့ပြောရတယ်ထုံးလင်းအနေတာသူကမျက်နှာအစီပြန်နေတာအဲ့ဒါကိုယ်ကတောက်တောက်မျက်နှာစီပြန်နေသူ့ရဲ့မျက်နှာညစ်တယ်မင်းတခြားကြည့်နော်ဒါကိုမကြည့်တတ်သေးဘူးဆရာတော့သူတင်ရတယ်ကိုယ်ကဟုတ်လားနော်ကိုယ်ကအရေးကြီးတယ်အကျဉ်းသူဒီကျမ်းမ်းသောနော်အသားရည်ရှိကုန်ထိုးသူချမ်းသာခြင်းတော့မရောက်နိုင်ရအသားရည်ကျမ်းလို့ရှင်ချမ်းသာခြင်းရောက်လားမရောက်ဘူးဆရာကပ်ပလီတွေသွားကြည့်တချို့ကပ်ပလီတွေနော်လက်ဘွားနှုတ်နေတာပဲသိလားလူကြီးကကြီးတာဒါပေမဲ့လူတွေကကြီးတဲ့ခါတော့သူတို့ရဲ့အသားရည်လေးကျအသားရည်နှုတ်တယ်တချို့ကပ်ပလီတွေကအသားရည်တော်နှုတ်တယ်နော်ဆရာပြောပါတယ်နိုင်ငံသားတွေခေါ်နေတော့ကပ်ပလီမတွေလည်းခေါ်လာခဲ့တာပဲမဲကပ်ပလီမလေးចောင်းသူကပ်ပလီမသူကလည်းအိုက်တင်တော့တော်တော်ခံသားပဲဆရာပြကြည့်တာအဒီခံနေသူကဒါပေမဲ့ကပ်ပလီပဲဒါပေမဲ့ဥရောပနေတော့ဥရောပစိတ်တက်ပဲသူကရတာပဲနော်ကပ်ပလီစိတ်တက်တယ်မရှိတော့ကြီးချင်း၈ပါးကိုပြဆိုခြင်းအချင်းတို့ခန္ဓာကိုယ်နဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းနဲ့သုံးကြောက်တော့ဒီကြီးသောလက်ကြီးသောခြေကြီးသောနာကြီးသောအုတ်ခေါင်းကြီးသောပခုံးကြီးသောရင်ကြီးသောဝမ်းကြီးသောနှစ်ဖူးပြီးတော့ကြီးချင်း၈ပါးနဲ့ပြည့်စုံခြင်းရှိမှုထိုသူဒီခတ်သူလူကပူဇော်ထိုက်တော်သူဖြစ်အားပူဇော်ခြင်းကိုခံအားဟောဆရာတို့အိမ်မှာနော်ကြီးသောဝမ်းရှိတဲ့သူရှိတယ်ဆရာတို့အိမ်မှာကြီးသောဝမ်းရှိတယ်ဟိုမှာအငယ်ဆုံးလေးမွေးထားတာဘိုက်ဦးခွေးကြီးနဲ့ဟုတ်လားဘိုက်ပြက်ပါလေအကြီးကြီးနဲ့နော်အဲ့ကောင်
တခါကြီးကြတော့ဒီကောင်ဟိုဘောဘာလဲဟိုပရပိုက်လေ 这是干嘛？ တစ္ဆကပရပိုက်များလားမသိပါဘူးအဖေစီကဝါတာ3000 5000အမေစီကဝါတာ9000 900အဖေစီကဝါတာ900အမေစီကဝါတာ900ဒီကိုသူကရရှိထားလို့တဲ့ဒီဝင်းကြီးထဲမှာပညာတွေရှိတယ်တဲ့ဒါရှင်းတော့ပြောတယ်ဝင်းထဲမှာပညာတွေရှိတယ်တဲ့အဲ့ပညာတွေကပွင့်ထွက်သွားလို့ဆိုတော့ဘိုက်ကိုတန်နဲ့ခတ်ထားတယ်နော်ဘိုက်ကိုဗာနဲ့လေတန်နဲ့ခတ်ထားတယ်အဲ့တော့တန်ခပါကြီးပတ်ထားတယ်အဲ့ဒါတစ္ဆကပရိုက်တဲ့ဒါတော့ဟိုလိုလောက်ကြံမျိုးပြောတာပါနော်ပညာဘယ်မှာရှိလဲဘိုက်ထဲမှာမရှိပါဘူးပညာဘယ်မှာရှိလဲနော်နှလုံးနဲ့အုံနောက်ထဲမှာပဲရှိတယ်ဟုတ်လားနော်စိတ်ဒီပဲရမှတည်သည်လို့ပြောစိတ်ဒီတဲ့နှလုံးမှာတည်သည်တဲ့ဒါကတော့ဆရာတို့ကဒီကဟွာနေလာတာပေါ့နော်ဆရာတို့ဒီဗုဒ္ဓစာပေရနော်နှလုံးမှာတည်တယ်တဲ့နော်စိတ်ဒီနှလုံးမှာတည်တယ်အဲ့ဒါကြောင့်နောက်ဟိုကားတွေကြည့်တဲ့ခါကျတော့ကိုရဇက်ကားတွေကြည့်တဲ့ခါကျတော့ဟိုကတေကန်ဒီမှာသူ့နှလုံးလေးကိုပေးထားခဲ့တာတငယ်ချင်းကိုပေးထားခဲ့တာတငယ်ချင်းအဲ့သူ့နှလုံးနဲ့ပဲအသက်ရှင်နေတာအဲ့တငယ်ချင်းတစ်ခါတည်းကသူကတတိယတာဟိုတေကိုခုနကသူ့ကိုနှလုံးပေးထားသူရဲ့ကောင်မလေးကအများထန်သူကတတိယဘာလဲနှလုံးကဖြစ်တာပေါ့သူကနော်စိတ်ပေါ့နော်စိတ်ကအဲ့လိုဖြစ်တာအဲ့တော့ကြီးတော်နော်ကြီးတော်လက်ကြီးတော်ခြေကြီးတော်နာကြီးတော်အုတ်ခေါင်းကြီးတော်ပခုံးကြီးတော်ရင်ကြီးတော်ဝမ်းကြီးတော်နှစ်ဖူးပြောဖြင့်ကြီးချင်းရှိပါနဲ့ပြည့်စုံခြင်းရှိမှုထို့သူဒီခတ်တဲ့သောသူပူဇော်ထိုက်သောသူဖြစ်အံပူဇော်ခြင်းခံအံအကျဉ်သူဒီပြကြရိဥပမာအားပြကြရိသဘောအားဖြင့်ညီတော်မျက်စိရှိထို့သူဒီကြက်တည်သည်စိကလာတတ်၏မျက်လုံးကနေတယ်တဲ့ညီတော်မျက်လုံးနော်ညီတော်မျက်စိရှိထိုသူသည်ချက်တည်သည်စိကလာတတ်အကျဉ်းသူသည်ရှေသောလက်ယုံရှိထိုသူအားမပြင်းမရိတတ်သောလုံလဝတ္တိစိကလာတတ်၏တဲ့အဲ့တော့နော်ရှေသောလက်အကျဉ်းသူသည်ကြီးခိုင်သောကိုယ်ငါရှိထိုသူအားလဲလုံချင်းစသောအမှုကိစ္စတို့စိကလာတတ်အကျဉ်းသူအသားရည်ဖြင့်ပြည့်စုံခြင်းရှိထိုသူအားကောင်းမြတ်သောမင်္ဂလာသည်စိကလာတတ်၏တဲ့အဲ့တော့ဆိုလို့ရှိရင်နော်ဆရာတို့ကတရားသူကြီးဆိုရှင်ပိန်လေးဟိုးပေါ်ကတရားသူကြီးဆိုရင်ပိန်လေးသွားပြီးတော့ထိုင်နေလို့ရှိရင်တိတ်တော့အဆင်မပြေတော့တရားသူကြီးဆိုတာဟာလားနှစ်ဖူးကပြောင်းတော့ခန့်ထဲတယ်ကြီးဖြစ်တင်တာဟုတ်လားနော်တရားသူဆိုပိန်ညက်ကလေးပေါ်မှာတရားသူကြီးတင်ထားတော့တယ်တိတ်တော့အဆင်မပြေတော့သဘောပေါက်နော်တရားသူကြီးကခန့်ညားထည့်သွားတဲ့သဘောရှိရမှာပေါ့ဒါရုပ်ရှင်နဲ့ဆိုတော့တရားသူကြီးဆိုခန့်ညားထည့်သွားတာကိုထည့်ပေးပါလေအဆက်လက္ခဏာကိုပြဆိုခြင်းမိသည့်ယောက်ျားမျိုးကိုမဆိုအကျင့်ယောက်ျား၏အယိုးရင်းဟုသောအဆက်တို့နဲ့အသားဖြင့်ပြည့်ဖုံးခြင်းတိမ်မွေ့ပြည့်ခြင်းနုညံ့ခြင်းရှိသောထိုယောက်ျားသည်မူလစိတ်ရင်းစေနာကောင်းစွာရှိသူဖြစ်ရ၏ဖြောင့်မြတ်တည်ကြည်သောတဝါတရားရှိရ၏ညာစွာချမ်းသာဒုက္ခနဲ့ပြည့်စုံရ၏ကျတို့ကအဆက်နေရတယ်ဒူးနေရလေအဆက်နေရမဟုတ်လားတချို့ဆိုဒူးကြီးဒူးရမှတ်လာဘူးဒူးရငေါထွက်နေတာနော်အဲ့ဒါဆိုနော်အသားပြည့်လားမပြည့်ဘူးတရောင်စစ်ဆိုလဲပြည့်ရမှာပဲတချို့ဆိုငေါကြီးဟုတ်လားနော်အဲ့လိုကြီးရှိတယ်အဲ့ဒါဆိုချမ်းသာဒုက္ခနဲ့မပြည့်စုံဘူးတဲ့ကောင်းမှချမ်းသာကုသပြည့်တယ်နော်မှဲ့နေစသည်လက္ခဏာကိုပြဆိုခြင်းမှဲ့ကိုကြည့်အောင်ဆရာတို့ကမှဲ့လောဝပြုံမှာဘယ်နေမှမကောင်းဘူးအဲ့ဒါလေးကိုကြည့်အောင်မှဲ့ဒီမှာအမဲမှဲ့နီးတဲ့တို့နော်အချင်းယောက်ျားတွေကောင်းစွာတင့်တယ်သောမှဲ့နော်မှဲ့နေစရည်တော့မှဲ့နေတယ်မှဲ့နီးပေါ့နော်အဘယ်သုံးစရာစာအမှတ်လက္ခဏာတွေလေးလက်ရပိုင်းနဲ့ပါတီရှိသောသူ့ဘလက္ခဏာကောင်းသောလက္ခဏာရှိလို့ဆို၏အကျင့်စကားကိုဘောဓမင်းကြီးတွေမိတ်ဆိုတော်မူ၏အဲ့တော့စာပဲဖြစ်ဖြစ်အမှတ်ပဲဖြစ်ဖြစ်မှဲ့ပဲဖြစ်ဖြစ်လူရဲ့ခန္ဓာကြွယ်နော်ယောက်ျားဆိုရင်ညာပဲချမ်းပါပဲတည်ရှိရတယ်တဲ့နော်တည်ရှိရတယ်အဲ့ဒါဆိုရှင်ကောင်းသောလက္ခဏာရှိတယ်လို့ဆိုတယ်အကျင့်ကြောင့်ခြေသေးလက်သေးနှစ်ဖူးလေတိုင်းရိုးသပင်မွေးညင်းရှာမျက်လုံးမျက်နှာသွားတို့ဒီနူးညံ့ခြင်းတင့်နေခြင်းမရှိတော့ထိုယောက်ျားတွေလောကနဲ့တတိလုံးနဲ့အကြောင်းချင်းရသသုံးတရားသသုံးတစ်ခုမျှအသုံးဝင်သူခုသိရ၏အဲ့တော့သူတို့မှာသွားကြည့်လိုက်မှဆိုရှင်နော်ခြေသေးလက်သေးကြည့်လဲတင့်တယ်ဖို့လိုအပ်တယ်နှစ်ဖူးကြည့်လဲနှစ်ဖူးကတင့်တယ်တဲ့နှစ်ဖူးလဲတိုင်းကြည့်လဲတင့်တယ်တော့လဲတိုင်းသပင်ဆိုလို့ရှိရင်တင့်တယ်တော့သပင်မွေးညင်းနေရစတင့်တယ်တော့မွေးညင်းရှာကြည့်မှဆိုတင့်တယ်မျက်လုံးကြည့်မှလည်းတင့်တယ်မျက်နှာဆိုလည်းတင့်တယ်လှတာနဲ့မဆိုင်ဘူးမျက်နှာပါလေတင့်တယ်တာနဲ့ဆိုင်တာတချို့ကြတော့နော်မျက်နှာမှတ်လာပေါ့မဟာစာမီတင့်တယ်တာဒီ
မရှိဘူးလားရှိတယ်တဲ့နော်ဥပရိယကောင်းတဲ့နေရာမှာဆရာတို့ကစံပြဖြစ်ဘယ်လိုသွားတွေ့လဲဆိုဥနေဝင်သွားတွေ့တယ်ဥနေဝင်သိလားနော်မာဆလာခက်ကဥနေဝင်သူ့ရဲ့ဥပရိယကနော်တအားသွားထင်ပေါ်ကြော်ကြတဲ့နော်ဥပရိယပဲသူ့ကနောက်တက်လာတဲ့နော်ဥနုတော်ကလည်းဥပရိယကောင်းပါတယ်ဘိုးကျောင်းဆန်းလို့လည်းဗာလေဥပရိယမကောင်းလားကောင်းတယ်နော်နောက်တစ်ခါတော့သူ့တော့ကဥဆိုင်ကြီးကြတော့အဲ့လိုဥပရိယမကောင်းမြန်ဟုတ်လားနော်ဥပရိယတိတ်မကောင်းမြန်ဘူးဒါပေမဲ့အတန်အောင်းစာကြတော့ဥသိမ့်ဆန်အတန်အောင်းစာကောင်းတယ်ဥပရိယကြအဲ့လိုကြီးမကောင်းဘူးဥပရိယကတခြားလူကိုလွှမ်းမိုးမှုမရှိဘူးဇာတော့ကြည့်လိုက်တာနဲ့တည်းဘယ်သူကဘသူကိုလွှမ်းမိုးနိုင်တယ်ဥပမာဆိုကြပါစို့ဟိုရုပ်ရှင်မင်းသမီးဥဝဲဘယ်သူလဲအင်ဒရာကျော်စင်ရဲ့ဟိုဟာနဲ့ဘာလို့ဟိုတက်တူးတွေထိုးထားတဲ့မင်းသမီးတင်စာဝင်းကျော်တင်စာဝင်းကျော်သူတို့နှစ်ယောက်ရှင်လိုက်လို့ရှင်တင်စာဝင်းကျော်သူ့ဘာနဲ့တင်စာဝင်းတောက်တက်ချီလှတယ်အင်ဒရာကျော်စင်သူတို့နှစ်ယောက်ရှင်လိုက်လို့ရှင်အင်ဒရာကျော်စင်ရဲ့အယောင်ဝမ်းအောက်မှာဟိုကရောက်ပါတယ်နော်ဒါတွေကကြည့်တတ်ဖို့ရေးကြည့်တယ်အဲ့ဒါပါလေကိုရောင်ကိုကကြည့်တာအဲ့ဒါကတော့တစ်ဖြည်းနဲ့မမြင်တတ်ဘူးလားမြင်တတ်တယ်တခါလေကျတော့ဓာတ်ပုံတွေကြည့်တယ်ဓာတ်ပုံကရှင်းလင်းနေတာတွေကိုရောင်ကိုကတောက်တဲ့လူတွေတက်မြင်ရတယ်နော်အဲ့လိုမျိုးတချို့ကြောင့်မနှဲရှာကြည့်ရတယ်ဟုတ်တယ်နော်တချို့ကြောင့်မနှဲရှာကြပြူးပြူးရှာကြည့်ရတယ်တချို့ကြောင့်တော့ကိုရောင်ကိုကတောက်တော့ဓာတ်ပုံမှာတည်းကကိုရောင်ကိုကပါလာတယ်နော်အဲ့လိုလေးပြုဖို့ရေးကြည့်တယ်အဲ့တော့ဒီခြေတဲ့လက်တဲ့နှစ်ဖူးလေတိုင်းရိုးသပင်မှုညင်းရှာမျက်လုံးမျက်နှာသွားတို့ဒီနုညံ့ခြင်းတင့်နေခြင်းမရှိတော့သူယောက်ျားတွေလောကနဲ့တတ်တည်လည်းမရှိလုံးလာလည်းမရှိအဲ့လိုလူအသုံးဝင်တဲ့လူဖြစ်တတ်တယ်တဲ့ယောက်ျားမြတ်တဲ့32ပါးသောအဓိကလက္ခဏာကိုပြဆိုခြင်းယောက်ျားတွေမှာ32ပါးသောနော်အဓိကလက္ခဏာရှိတယ်ဒီလောကနဲ့ယောက်ျားများရဲ့32ပါးသောလက္ခဏာတို့ဒီ9ပါးသောနေခြင်းလက္ခဏာဒီ၎င်း6ပါးသောမြင့်ခြင်းလက္ခဏာဒီ၎င်း5ပါးသောနုညံ့ခြင်းလက္ခဏာဒီ၎င်း5ပါးသောရှေ့ခြင်းလက္ခဏာဒီ၎င်း3ပါးသောကျေပြခြင်းလက္ခဏာဒီ၎င်း3ပါးသောတင်းငယ်ခြင်းလက္ခဏာဒီ၎င်း3ပါးသောနည်းနည်းခြင်းလက္ခဏာဒီ၎င်းဤသို့အပေါင်းအပြည့်32ပါးသောလက္ခဏာတို့သည်ရှိကုန်၏ဟုသိရ၏မြတ်စွာဘုရားကိုလိုမြတ်ကြီး32ပါးသောလက္ခဏာတော်ဒီခုဒီမှာလေ32ပါးသောလက္ခဏာကိုမှတ်လေတဲ့အဲ့ဒီမှာနော်တင်ချာဤတင်ချစ်တရုပ်ကိုထုတ်ဆိုအောင်အားညီချင်း9ပါးကိုစကြည့်မယ်ဒါအရေးကြီးတယ်ဒါတော့မြတ်စွာဘုရားမှာလည်း32ကောထာတနော်32ပါးသောအဓိကမြင့်မြတ်ခြင်းတွေရှိတယ်ညီချင်း9ပါးညီချင်း9ပါးဒီကခြေသေးလက်သေးညီချင်းဒီလေတပါးခြေသေးလေးဆောက်လို့လက်သေးတွေကြည့်ပါဆိုရှင်နည်းနည်းမညီသေးဘူးလားညီသေးတယ်ခြေထောက်တွေလည်းတိတ်တော့အဖြူတော့မရှိသေးဘူးတချို့ဆိုရင်ဖြူဖြူတွေဖြစ်နေကြတယ်ဟုတ်လားနော်တချို့ကနေတယ်တချို့ကပန်းအောင်ထားတယ်နော်ဒါလေးတွေရှိမယ်အဲ့ဒါခြေသေးလက်သေးညီချင်းဒီလေတပါးဒါယောက်ျားတွေပုဒိတာတွေရဲ့အဓိကလက္ခဏာခြေဘွားညီချင်းဒီလေတပါးခြေဘွားထောင်ရွှေခြေဘွားလည်းညီရမယ်တချို့ဖွေးဖွေးကြီးနားလေတချို့ညင်ညစ်ကြီးအဲ့လိုရှိတယ်လက်ဖွားကြီးညီချင်းဒီလေတပါးလက်ဖွားတွေလည်းညီလာကြည့်ရမယ်အဲ့ဒါဆိုရှင်မနော်အဲ့ဒါဆိုရှင်ယောက်ျားမြတ်တွေဖြစ်မယ်လေရှိုင်းနေခြင်းနဲ့လည်းတပါရှင်းဖို့ရှာလဲကိုကြည့်ဖြူလာလားဖွေးလာလားဝါတာလားနော်ပြတာလားနက်တာလားကြည့်ရတယ်နေခြင်းတွေလည်းတပါနှခမ်းတို့နေခြင်းတွေလည်းတပါအခုကျတော့နှခမ်းနေအောင်ဟိုမင်းသားတွေတော့မှဒါနှခမ်းနေစေးမသွင်းကြဘူးလားသွင်းတယ်အဲ့ဒါဆရာတပည့်မှာဟိုပါပေါ့နာတိခိဆန်းနော် KP ဗာလေ KP ဆရာမနာတိခိဆန်းသူကလည်းလူမှုကွန်ရက်ကတော့သူကလည်းတော်တော်ပေါက်တယ်နော်သူ့ရဲ့ interview တွေလည်းခဏအဲ့ဒါဆရာလည်းဟိုတနေ့ကလည်းဖုန်းဆက်တယ် interview ဆရာတဲ့ကျွန်မမလည်းပြင် interview မှာတဲ့ KP ကြောင်းကျွန်မဘယ်လိုပြောမလဲဟောပြဟာတင်ထားတာဘယ်လိုပြောမလဲပြောချင်သူလည်းပြောလိုက်အမေသူပြောတော့ပြောတတ်တယ်ပြောတာတော့ပြောတတ်တယ်သူကအဲ့တော့နာတိစီဆန်ကဆိုတော့ရန်ကုန်သွားတော့သူပါတယ်ထင်တယ်ဆရာထမင်းကျွေးတဲ့ခါကြဟောနှခမ်းကြီးဘယ်လိုကြီးဖြစ်နေမှာမသိနှခမ်းကစိတ်တွေထိုးခါကြီးလာတော့ဟာမြောက်ဖိနေကြတယ်မြောက်ဖိနေကြဟာအဲ့ဒါနဲ့ဟာဘာဖြစ်တာလို့သူကပြားတုတ်ထားတာလားလေကိုကထင်တယ်အခုကြီးမဟုတ်ဘူးဒါဆေးသွင်းထားတာရှားကြီးနောက်တစ်ခါကျတစ်ခါထပ်ပြီးတော့သူကတစ်ခါချုပ်ဆေးလေးဟိုကလုတ်ပြီးလို့ရှိရင်လည်းလှသွားပြီတဲ့ဒီတစ်ခါပြန်တွေ့တော့ဒီထားတော့ဒီလိုလည်းမဟုတ်ပါဒီနှခမ်းပါပဲအပြင်သူကဘာလဲဆိုရှင်ဆိုလိုချက်က
မိန်းကလေးတွေကငယ်တော့မိန်းကလေးတွေဆူဆူဖြိုးဖြိုးမိန်းကလေးတွေမှာတော့ဘာလဲဆိုမဟုတ်လေသူကဟိုဖြစ်တဲ့ချက်အသားကြီးတက်တဲ့ချက်ဆိုတော့သူကနှခမ်းကသူကဘာလဲဆိုနှခမ်းသူကဖူးဖူးလေးဖြစ်လာတယ်သူကဖူးဖူးပဲမဟုတ်နော်ငကိုနှခမ်းပါပဲဘာမှမထူးလာပါဘူးနော်အဲ့ဒါနှခမ်းပါဟိုဘာလုပ်တယ်ဆိုတာသိသွင်းတာမဟုတ်ဘူးနှခမ်းကိုကဟုတ်လားအဲ့လိုလုပ်တာသူဟိုကတွေ့ပါတယ်သူတွေ့ပါတယ်ဒါပါပဲသူကနော်အဲ့တော့နှခမ်းတို့နေချင်းဒီလဲတပါယောက်ျားတွေလည်းနှခမ်းနီလာဆိုကြည့်ရတယ်နော်သူကဘာလဲဟိုကအသားမဲတာတွေမှာဘာနဲ့မဆိုင်အောင်အဲ့ပေါ်မှာအနီအောင်ပြည့်နေရတယ်အာဇောက်နေချင်းလည်းတပါအာကောင်ကိုကြည့်အာဇောက်နေချင်းဒီလဲတပါမျက်စိနေချင်းဒီလဲတပါနော်မျက်တောင်လေးတွေနော်မျက်စိလေးတွေနေတယ်တဲ့ဒီတို့အပြင်နေချင်းလက္ခဏာ9ပါးရှိကုန်ကြီးအရှင်သူဒီနေချင်း9ပါးနဲ့ပြည့်စုံနေရှိတော့ထို့သူဒီဘုံကျက်တဲ့မင်္ဂလာရှိသူဖြစ်ရည်တဲ့အဲ့တော့မျက်စိကနေဖို့လွတ်တယ်တော့ဆရာတို့မျက်စိ2000နေတော့သိမကောင်းဘူးပေါ့နော်မျက်စိကသူ့အနေနဲ့နေရမယ်မြင်ချင်း6ပါးကိုပြဆိုခြင်းမြင်ချင်း6ပါးဟုဒီကနော်လက်ကတိကြားနဲ့မျက်မှောက်ခြင်းဒီလေတပါးဂျိုင်းကိုမြှောက်လဲလို့ရှိရင်ဂျိုင်းမုံမောက်ဖြစ်ရမယ်လို့ဆိုတယ်ဂျိုင်းကြီးကခွက်ကြီးဆိုရင်လှမလားမလှဘူးနော်အဲ့တော့မျက်မှောက်ခြင်းတပါးအဲ့တော့တချို့လဲဒီလိုနှောက်လိုက်တာဟောဂျိုင်းမွေးတွေအများကြီးပဲဂျိုင်းမွေးတွေထောင်ပြီးထွက်နေတာဒါကြလဲလှလာဒါဆိုအဆင်မပြေဘူးအဲဂျိုင်းမွေးတွေကဟိုကလုပ်ရတယ်တန့်ရှင်းပြရတယ်တက္ကတိကျနဲ့မျက်မှောက်ခြင်းတကြရင်ဤမျက်မှောက်ခြင်းတွေလားဟောရင်ပါလေမုံမောက်နေရရင်ပြလေးနဲ့ဟိုပြလို့ကောင်းလားမကောင်းရင်မုံမောက်နေရတယ်ဆရာတို့ရင်တော့ဟိုကလုပ်တယ်ဆရာဝိတ်သင်းဆရာတွင်ရင်မှုဆိုတော့လာပြီးတော့ဆရာတင်ပေးရတယ်လာတဲ့ကောင်တွေတချို့အနေနဲ့ပြင်းတယ်တော့ရင်ကိုဆရာတို့ကဒီလိုနော်ပလက်နာပြီးတော့သူကနည်းနည်းလေးတွန်းပေးကြက်လေးတွန်းပေးရတယ်ကြက်တွန်းပေးရတယ်တော့ကြက်ကြောင့်စိတ်လေးတွန်းတာစိတ်လေးဆိုရင်သားပူကြွလာကြက်တွန်းတဲ့ခါရင်သားကျေပြီးတော့ကြွတာနည်းနည်းနှီးတယ်နောက်ကျစိတ်လေးတွန်းတယ်စိတ်လေးသူမှနောက်ကျမှရင်သားပြန်ချက်မယ်ဆိုတဲ့ကောင်လေးရှိတယ်အဲ့တော့စိတ်လေးတွန်းလိုက်တော့ဘာလဲဆိုရင်သားစုလေးဟာကွာမင်းကဂျိုးရင်အောင်ကြနေရပဲကွာလို့မင်းအဲ့တော့အာနိုဆရာတို့ခက်တော့အာနိုခက်ကိုအာနိုကရင်သားကျဲကြီးနဲ့တော့မင်းအာနိုနဲ့တခြားတွေမင်းတို့အာနိုတလာသားပဲရှိသေးတယ်အဲ့လိုပြောတာနော်အာနိုတလာတော့မင်းလောက်ပဲရှိဆရာရဟိုကလေးတွေပေါ့အဲ့တော့တလာသားတကောအကြီးပေါ့နော်အဲ့ရင်းမျက်မှောက်ချင်းဒီလပါဂုတ်ဆက်ရဲ့မျက်မှောက်ချင်းဒီလဲတပါဟောဂုတ်ကြီးတွေဒီမှာဆိုရင်နော်မျက်မှောက်ကြီးတွေရှိတယ်သူတို့ဗာလဲကြွက်သားထုတ်လိုက်တဲ့အခါမှာဂုတ်မှာဟိုမဖြစ်ဘူးလားဒီကြွက်သားကြီးတွေမှာထလာဘူးလားထလာတယ်နော်အဲ့ဒါတွေကိုဆရာတို့ကဟိုမှာနော်ပြိုင်ပွဲကြတော့ဆရာတို့ကမောင်နေပြိုင်ပွဲကြမြင့်ငယ်မှာဆရာတို့လှုပ်တုံးကအောက်ကနေအော်ပေးရတယ်အဲ့တော့ဆရာကြီးကလည်းအဲကြောင့်ဝိတ်ဆရာကြီးနော် तू ကအော်ပေးရတယ် तू မတိုင်ငယ် तू မလာခင်ဆရာအော်ပေးရတာပေါ့အဲ तू လာတဲ့ခါကျသူ့ကိုမိုက်ပေးရတာပေါ့ရှင်းတော့မိုက်ကိုကန်နေတိုင်းကန်နေမှာအခုကတော့တွေ့တယ်လို့ဆိုစုတ်ကန်တော့တာပဲအဲ့တော့မိုက်ကန်နေဆိုတက်ဆန်သူပဲကန်နေတယ်ဒီစကားပြောတတ်တယ်ကန်အဲ့ကြောင့်ဟိုပေါ်မှာတက်ဆိုရှင်မောင်နေပြောရှစ်ဘက်အမူအရာပြပါဆိုအဲ့တော့ရှေ့မှာ तू တိုက်နဲ့ရှစ်ဘက်အမူအရာပြတယ်ဘေးတဲ့အမူအရာပြပါနောက်ဘက်အမူအရာပြပါပြီးတော့ကြိုက်နေတဲ့အမူအရာပြပါဆိုတော့ဆရာတို့အဲ့လိုပြတော့သူကြိုက်နေတဲ့ဒါကြောင့်ဝိဒီမာဘီဆိုရှင်သူကြိုက်မင်းဘယ်လိုပဲကောင်းလဲဘွယ်ကောင်းမှဆရာပြောပြရတယ်အဲ့ကြဟိုပေါ်မှာကြတော့ဟိုဘာလို့လဲဆိုရင်ဝိမာတဲ့ခါကျသူတို့အမူအရာပြတဲ့ခါကျတော့ကြွက်သားတွေကတက်လာတယ်ကြွက်သားတွေတက်တာလုံးကြီးပဲရှိတယ်အဲ့ဒါကိုအကျော်တွေဖြတ်ပြရတာအကျော်ဆက်မှာအထစ်ဖြစ်တာနော်အကျော်ဖြတ်တဲ့ဤပညာတဲ့အဲ့တော့ဂုတ်တဲ့မြုံအောင်ကြီးဒီကောင်နှာခေါင်းမြုံအောင်ချင်းဒီလဲတပါနှာခေါင်းမှာလဲမြင်နှာခေါင်းပြားကြီးကိုဘယင်ဖြစ်တင်မြောက်လို့တော့အဆင်မပြေဘူးနှာခေါင်းပြားကြီးကိုဟုတ်ပြီလားနော်နှာခေါင်းမြုံအောင်ချင်းလဲတပါလက်သေးချစ်တဲ့မြုံအောင်ချင်းလဲတပါလက်သေးတွေမပြားချရဘူးဟောပြားချရင်ယောဂဖြစ်တာလက်သေးကခုံလေးဘယ်လိုလဲဆိုလက်ခုံတယ်လို့ပဲဟုတ်ပြီလားနော်လက်သေးချစ်တဲ့မြုံအောင်ချင်းလဲတပါမျက်နာဤပြေဖြိုးမျက်မှောက်ချင်းဒီလဲတပါမျက်နာချောင်းကြီးနဲ့ဖြစ်တင်လားမဖြစ်တင်ဘူးဤတို့အဖြစ်မျက်မှောက်ချင်းအင်္ဂါ6ပါးရှိလေ၏ထိုအင်္ဂါ6ပါးနဲ့ပြည့်စုံလို့ကြီးကျယ်မြင့်မြတ်ခြင်းအဖြစ်သို့ရောက်၏၅ပါးသောနုညံ့ကြီးကိုပြဆိုခြင်း
နူးညံ့ခြင်း၅ပါးဟူဒီကတွားဤချောမွေ့နူးညံ့ခြင်းဒီလေတပါခုခက်တာတွားပြင်လို့ရတယ်အရေးချောမွေ့နူးညံ့ခြင်းဒီလေတပါအရေးတော့ပြင်လို့မရဘူးဒါငကိုရှိမှဘာထွက်တာလဲငကိုင်းထွက်တာတော့သဘင်ချောမွေ့နူးညံ့ခြင်းဒီလေတပါသဘင်အတန်ငယ်ပြုတ်ပြင်တော့လည်းရတာပေါ့ခုခက်ဆိုရင်ဗာလဲပျော်သေးတယ်တုံးတယ်အကြီးတခြားချုပ်မယ်ပျော်သေးတုံးမယ်ဆိုရှင်ဒါကြည့်လို့ကောင်းပါလေလက်ချောင်းခြေချောင်းအစ်စ်တို့ပြေးနော်ပြေးနူးညံ့ခြင်းတွေတပါလက်ချောင်းလေးကျတောင့်ကြီးဖြစ်တယ်အဲဒါလက်ချောင်းလေးတို့လမ်းကြည့်လေတောင့်ကြီးဖြစ်နေဆိုရင်ဒီကောင်ကအဲ့လိုတောင့်ကြီးဖြစ်နေတဲ့လူတွေကစိတ်နေစိတ်ထားကိုကဘာလဲဆိုရှင်သူတို့ကမာကြောတဲ့လူတွေဖြောင်းဖြလို့မလွယ်ဘူးနောက်ပြီးတော့အများနဲ့တစ်အောင်မပြောနိုင်ဘူးတယူတန်တဲ့သဘောတွေကိုဆိုတာလက်ချောင်းလေးတွေနောက်လှန်လို့ရတယ်ဆိုရင်အများနဲ့ဗါတဲ့တော့တစ်လျောက်ပါအောင်ပေါင်းသိနိုင်တယ်เนาะဒါလေးတွေကလက်ချောင်းရည်ပါလဲဆိုရှင်เนาะနူးညံ့ခြင်းလက်ချောင်းခြေချောင်းစစ်တို့နူးညံ့ခြင်းတွေ၎င်းလက်သေးခြေသေးကိုတို့ချောမွေ့နူးညံ့ပြည့်ခြင်းတွေ၎င်းလက်သေးခြေသေးလေးချောမွေ့နေရမယ်အထစ်တွေပါလာလို့ရှင်အောင်ကျော်တွေနဲ့ပြတ်တာရှိလာပြီပေါ့ဟုတ်လားเนาะဒီလိုအပြင်၅ပါးသောနူးညံ့ခြင်းလက္ခဏာတို့နဲ့ပြည့်စုံနေရှိတော့သူယောက်ျားတွေများသောပစ္စည်းဥစ္စာလက္ခဏာကိုရှင်ရ၏များသောအုပ်စုပညာရှင်ဟူလို့တဲ့၅ပါးသောရှေ့ခြင်းလက္ခဏာကိုပြခြင်းရှေ့ခြင်းက၅ပါးဒီကမျက်စိဤရှေ့လျားခြင်းဒီမျက်စိလို့ဆိုမှလည်းရှေ့လျားတယ်မျက်စိရှေ့လျားခြင်းနဲ့မျက်စိရှေ့ဆိုရှင်ဂျူသားတွေဆိုမျက်စိရှေ့တွေကိုထည့်ထားဘူးလားထည့်ထားတယ်တမြတ်ရှေ့လျားခြင်းဒီလေကောင်းယောက်ျားတွေရဲ့အဲ့ဒါအာနိုးမှာတွေ့တယ်နော်တမြတ်ရှေ့လျားခြင်းကလည်းအာနိုးတချို့တော့တမြတ်မရှိလျားဘူးတပတ်ကဖူးဖောင်းဖောင်းမဲ့မရှိလျားဘူးအာနိုးမှာသူကကွန်ပျူတာနဲ့ဆက်လိုက်တဲ့အခါအဲ့ဒီဟာကွန်ပျူတာကအကောင့်လုံးသူကအချက်ကိုပြပေးထားတယ်တခုဆိုရှင်ဟိုကလောက်ကြတဲ့လူတွေနော်ကွန်ပျူတာနဲ့ပဲဖြည့်ကြတာကွန်ပျူတာဘယ်နှလိုတယ်ဆိုတာပြအဲ့လိုတဲ့နေရာကိုဆရာတို့ကဒါအလေးမှပြီးတော့ဖြည့်ကြတာရှားရှိခြင်းဒီလည်းတပါရှားရှိရမယ်တဲ့ဖះရှာဘယ်လောက်ရှိတော့ဖះအပေါ်မိုးရလို့ဆိုဖះသူ့ရှာကြီးကိုအပေါ်မှာခေါင်းပေါ်မှာမိုးမထားဘူးလားမိုးထားအဲ့လောက်ကြီးရှိတယ်တဲ့မေးပဆောင်ရှေ့ခြင်းတွေလည်းကောင်းမေးတို့ဒီပဆောင်တော့ဗာလေရှည်လျားမယ်နော်ရှည်လျားခြင်းတွေလည်းကောင်းငါလက်မောင်းလက်ယုံရှည်လျားခြင်းတွေလည်းကောင်းလက်မောင်းဆိုတာဒီကလက်မောင်းဆိုတာဗာလေဒီကလက်မောင်းလို့လက်ယုံတာဒါရှည်ရွယ်ဒါအာနုမှာသွားတွေ့တယ်နော်အာနုဒါကြောင့်သူ့ကိုရုပ်ရှင်တွေပဲရောက်တာအလကားနေမရောက်ဘူးနောက်တကအဲ့လိုပဲသူ့လိုပဲဟိုတိုက်ခိုက်သမားလှတဲ့ကောင်ခန္ဓာကိုယ် body အဲ့လိုရှည်တဲ့ကောင်တယောက်ကိုတွင်းလိုက်တယ်သူကတော့ဝိသမားမဟုတ်ပါဘူးသူကတော့ဘာဆိုစကော်ပီယန်စကားရိုက်တယ်ဟိုကောင်နော်ဟိုစကားရိုက်တယ်ကောင်ဒီကောင်လည်းသူကလှတယ်စကော်ပီယန်စကားဒရော့နော်သူဒါပေမဲ့သူကဘာလဲအာနိုးရဲ့နောက်မှာသူကပေါ်ထွက်လာအာနိုးရှိတဲ့ခြေကောင်ကဘယ်သူမှသူကပေါ်ထွက်လို့မရဘူးမနာတွေနော်မျက်နှာပြနောက်တကနော်အဲ့တော့နော်နောက်တကဘာလဲဆိုရှင်ဒီလိုအဖြစ်၅ပါးတော့ရှေ့ခြင်းလက်ထက်ကိုအရှင်သူတွေပြည့်စုံနေရှိတော့ထိုးသူတွေအသက်ရှည်ခြင်းခွာကြီးခြင်းစိတ်နဲ့ချမ်းသာပေါ်ကျွမ်းတဲ့ပြည့်စုံ၏အခုအာနိုးကအသက်80ကျော်ပြီအာနိုးကနော်သူကဩစတြေးလျနိုင်ငံသားဂျာမနီနဲ့ကရဩစတြေးလျနိုင်ငံသားသူကအရက်ကဂလန်ဂလာကြီး6ပေကျော်တယ်6ပေနှလုံးမတော့ရှိတယ်အဲ့တော့သူအရက်ရှိတော့သူဘာလို့အောင်လဲစဉ်းစားတော့ဘော်လီရောသွားပုတ်တယ်အဆင်မပြေဘူးဘော်လီရောပုတ်တာသူလည်းတိတ်မလိုက်ဖက်ဘူးအဲ့ဒါနဲ့သူ့ဖေကလည်းမင်းကလန်ကလိုက်ပါဘာလို့စားမှလဲပြောတာဒါနဲ့နောက်ဆုံးသူကဝိမာတယ်ဝိမာတော့သူ6လတော့မားလိုက်တာခန္ဓာကိုယ်ကတော်တော်လေးလှတာတနေ့လောက်မှပြီးတော့မောင်ပြန်မဲဝင်လိုက်တဲ့ခါမှာသူကဟိုနှစ်သိမ့်စုတွေပါလိထိတ်လာဒါနဲ့ဆက်ကြိုးစားတယ်နောက်ကြတော့မောင်အိုလံပီယာပေါ့နော်အိုလံပီယာဆိုတာဒီနော်မောင်အိုလံဘွဲကိုသူက9ကြိမ်တိုင်ရတယ်ပြီးတော့မှရုပ်ရှင်လောကတွေရောက်သွားတယ်သုံးပါးသောကျေပြန်ခြင်းလက်ခံပြခြင်းကျေပြန်ခြင်းသုံးပါးဟူဒီကနှစ်ခုကျေပြန်ခြင်းဒီလည်းတစ်ပါးရည်ကျေပြန်ခြင်းဒီလည်းတစ်ပါးမျက်နှာကျေပြန်ခြင်းဒီလည်းတစ်ပါးဒီကဲ့သို့ကျေပြန်ခြင်းလက်ခံသုံးပါးနဲ့ပြည့်စုံသောဒီရှိတော့ထို့သူမြင့်ဖြစ်၏နှစ်ခုကကျေပြန်တယ်ရည်ကျေပြန်ခြင်းလည်းတစ်ပါးမျက်နှာကျေပြန်ခြင်းလည်းတစ်ပါးဤသို့ကျေပြန်ခြင်းလက္ခဏာသုံးပါးနဲ့ပြည့်စုံနေရှိတော့ထို့သူတွေမြင့်ဖြစ်အားတရုတ်တွေသွားကြည့်တရုတ်တွေဘယင်ဆိုလို့ရှိရင်အဲ့လိုကြက်ပြန့်ကြီးတရုတ်ကထည့်ထားတာဟုတ်လားနော်ကျတော့ဘယင်ဆိုရှင်ဘယင်နဲ့တူတဲ့နော်ပုံမှန်မျိုးထည့်ထားတာသုံးပါးသောသိငယ်ခြင်းလက်ခံကိုပြဆိုခြင်းသိငယ်ခြင်းသုံးပါးခုဒီကလေဘင်းသိငယ်ခြင်းဒီတစ်ပါးလေဘင်းတုတ်ခံလို့ရှင်တော့စံဟောပေါ့နော်
တိုက်ခိုက်သမားတွေကြက်ခိုင်းလူတွေဖြစ်တတ်တယ်နှစ်မြင်းကောင်းဤတင်းငယ်ချင်းတွေတပါတော့မြင်းကောင်းဆိုတာဒီချီတလုံးမြင်းကောင်းလို့ခေါ်တယ်ဘာလဲဆိုတော့ဂုံချင်းပေါ့နော်အဲ့တော့ဒူကောင်းပေါ့ဒူကောင်းကြီးတအားကြီးနေလို့ရှိရင်လည်းမလှဘူးနော်ဒူကောင်းကြီးနဲ့အိမ်ဝေးဟုဆိုတော့ပုရိသနမိတ်တင်းငယ်ချင်းတွေလည်းတပါဤလိုအပြင်၃ပါးသောတင်းငယ်ချင်းလက္ခဏာတွေနဲ့အချင်းသူတွေပြည့်စုံခြင်းရှိတော့ထို့သူတွေပါလေမင်းဖြစ်နော်မင်းဖြစ်တဲ့သူ၃ပါးသောနည်းနည်းချင်းလက္ခဏာကိုပြဆိုခြင်းနည်းနည်းချင်း၃ပါးဟူဒီကတိအတန်ဤနည်းနည်းချင်းဒီလေတပါအတန်နည်းနည်းမှန်မှန်ကန်ထွက်ရတယ်ချက်နည်းနည်းချင်းဒီလေတပါချက်ကလည်းနဲ့ရတယ်ဒီအိမ်ကငွေထားတဲ့ကလေးကချက်ပေါင်းကြီးဖြစ်နေတယ်ချက်မနဲ့ဘူးချက်ပေါင်းဖြစ်နေတယ်နော်တတိဝိရိယဤနည်းနည်းချင်းဒီလေတပါဤ၃ပါးသောနည်းနည်းချင်းလက္ခဏာတို့နဲ့ပြည့်စုံပြီးရှိတော့ထို့သူဒီသမုဒ္ဒရာ9ဆင်းက၄ကျွန်းအလုံးကိုလက်ဝဲตึงကျွန်းယူငင်တဲ့တကူတတိရှိသူဖြစ်သည်ထို့သို့စွာခဲ့ပြီးတော့32ပါးသောလက္ခဏာပေါင်းတို့နှင့်ပြည့်စုံစွာညီညွတ်ပြီးရှိတော့ထိုယောက်ျားသည်စัจ java ရီမန္တမင်းကြီးတို့၎င်းတမ္မာတမ္ဗုဒ္ဓတမ္ဗုညုတနော်ဓမ္မာရစ်မြတ်စွာဘုရား၏အစစ်တော်၎င်းမုတ်ချဧကအမှန်ဖြစ်လက်တံအဲ့လိုဆိုထားတာမဟာပုဒ္ဒိတရဲ့ဒါလက္ခဏာတို့တွေကိုပြောပါတယ်ဤကျမ်းတွင်တဲ့ကာမရှတ်စွာကျမ်းလို့ရတဲ့ကာမရှတ်စွာကျမ်းကြီးဖွင့်ပါတယ်ကာလီတတရဲ့ကာမရှတ်စွာကျမ်းကြီးရှိတယ်။အော်ဆရာတို့လည်းကာမရှတ်စွာကျမ်းဆိုပြီးမှားလိုက်တာ။အိုးသူကလေမိန်းကလေးတွေတော့ကြည့်လို့မရတဲ့ကျမ်းဖြစ်နေတာဟုတ်။ဟောတော်ဟိုပါဘောနော်အိန္ဒိယမှာလည်းအဲ့ကျမ်းကြီးရှိတယ်။နော်အိန္ဒိယမှာဆိုရှင်ဟိုးရှိသွားဆိုအိန္ဒိယမှာဆိုရှင်အဲ့ရုပ်ထုတွေကိုထိသူကရှိထားတယ်အဲ့လိုလို့နော်။ဒါပေမဲ့အဲ့တော့အချင်းယောက်ျားတို့ဤနော်ယောက်ျား၃မျိုးရဲ့လက္ခဏာခွဲခြားပြဆိုခြင်းအချင်းယောက်ျားတို့ဤယုံဤတညာရှိသောယောက်ျားတစ်မျိုးငါးရဲ့တညာရှိသောယောက်ျားတစ်မျိုးမြင်းရှိသောတညာယောက်ျားမျိုးတွေဤတို့၃ပါးအပြားရှိတယ်မြင်းလိုမှတ်ဉာဏ်ရှိတဲ့သူယုံရဲ့မှတ်ဉာဏ်ရှိတဲ့သူနွားလိုပဲတညာရှိတဲ့သူအဲ့လိုပေါ့နော်အဲ့ဒါတွေ၃မျိုးဒါလေးကအမှားစကားပြောနေဒီယောက်ျား၃မျိုးရဲ့စကားကိုမူလကျမ်းရင်း၌လာရှိတဲ့တိုင်ပြဆိုရေးသားလိုက်ခြင်းဖြစ်သည်နော်ပောကတရာအာဒီရှတရာဆရှိတော့အခြားကျမ်းဂန်နဲ့မူကတမန်နဲ့တူသောယောက်ျားမျိုးယုံနဲ့တူသောယောက်ျားမျိုးနားနဲ့တူသောယောက်ျားမျိုးမြင်းနဲ့တူသောယောက်ျားမျိုးဟူ၍၄မျိုးခွဲကြတယ်တချို့ကျမ်းတွေကဒီလိုဆိုတယ်တဲ့မြင်းနဲ့တူသောယောက်ျားမျိုးနဲ့၄မျိုးခွဲကြ၍ပြဆိုတွေကိုတွေ့ရတယ်သို့တော့ဤကျမ်းနဲ့စန့်ကျင်ခြင်းမဖြစ်ချေအဘဲကြောင့်ဆိုတော့တမန်မျိုးဆိုင်လက်နက်ကိုမပြဆိုမှု၃မျိုးလက်ခံတယ်လားပြဆိုခြင်းဖြစ်သည်အဲ့တော့ဒါတော့နော်ဒီကတော့ကာမရှတ်စွာကျမ်းဖြစ်တဲ့အတွက်ဆရာသိတော့ဒါတော့မပါတော့ဘူးဟုတ်ပြီနော်ပြီးတော့မှသာမဏေ147ဆက်လက္ခဏာကိုပြဆိုခြင်းဆိုတဲ့အပိုင်းကိုတွားမယ်ဆက်လက္ခဏာကိုပြဆိုခြင်းယခုကယောက်ျားတို့ကိုအင်ခါနဲ့အကြီးအငယ်အားဖြင့်အလုံးစုံသောလက္ခဏာကိုပြဆိုပြီးဖြစ်ရဲ့အစဉ်တိုင်းပြဆိုရင်ဖြစ်တော့ဆက်ကိုရှိသောလက္ခဏာတို့ကိုအကျွန်ုပ်ပြဆိုပေးကြဆက်လက္ခဏာလို့ခေါ်တယ်။ဘုရားမှာဆက်လက္ခဏာတော့ပေါင်းလားပါတယ်။မူရင်းကျမ်းနော်မူရင်းကျမ်းတဲ့အလိုတိုင်းပြဆိုသည်အကျဉ်းလူတွေရမှုန်းခြင်းနဲ့လည်းကောင်းအရင်နဲ့လည်းကောင်းသဘင်နဲ့ဆန်နဲ့လည်းကောင်းဤအရက်တို့ဖြစ်လို့ရှိတော့အကျဉ်းဆက်ဝေးလက္ခဏာဒီ၃ပါးပြရှိသည်။မှုန်းခြင်းလေးတွေမှာလည်းဝေပါတတ်တယ်။အရေးပြားလေးတွေမှာလည်းဝေပါတတ်တယ်။သဘင်မှာလည်းဝေပါတတ်တယ်ဟောဆရာကြီးကဟိုကလေးတယောက်ကောင်းပါလေနော်အကွေးမလေးကဘွေနှလုံးပါတယ်ကောင်းပါဟုတ်လားနော်သူ့ကိုယ်ကလည်းဘွေနှလုံးပဲထို့ရတော့မှတော့အချင်းယောက်ျားလေးလက်ရဘက်ဒေတာနဲ့ကောင်းစွာထင်ထင်ရှားပါရှိတော့အဘွေကိုကြည့်တယ်ဘွေကညာဘက်မှာထင်ထင်ရှားရှားပါရှိတယ်ထို့သူဒီသူ့ဘလက္ခဏာတင့်တယ်မြင့်မြတ်ခြင်းကိုဖြစ်ရည်ဘွေနှလုံးသုံးမယောက်ျားဒီလိုလေးပြောသေးတယ်နော်ဒါပေမဲ့ဘွေတွေကဘယ်မှာလဲညာဘက်ပဲပါရမှာဆက်ဘွေတွေကဘယ်ပါလဲညာဘက်မှာဆက်ဘွေဘယ်မှာရှိလဲဆိုအရေးမှာရှိတယ်မှုညမှာရှိတယ်စပယ်မှာရှိတယ်အဲ့တော့ဆရာတို့ကနော်ညာဘက်မှာပါလို့ရှိရင်သူ့ဘလက္ခဏာတင့်တယ်မြင့်မြတ်ခြင်းဖြစ်ရအကဲ၍လက်ဝဲနဲ့ပါရှိတော့ထိုးရောက်တဲ့အာသူ့ဘလက္ခဏာမတင့်မတဲ့ဆက်ဆုပ်ဖွယ်ရဖြစ်ရဒါဆက်လက္ခဏာတွေကိုဒါတော့မှန်တယ်ညာဘက်ပါလို့ရှိရင်အကောင်ထွန်းထွန်းတောက်တောက်ဖြစ်တာဘောနော်ဘယ်ဘက်စားပါရင်လည်းညစ်ချင်တယ်လူတွေခေါင်းမှာလဲဆရာတို့မှာနော်ဆရာတို့ခေါင်းတွေမှာတော့ဘွေပါတတ်လားဆိုရင်တချို့ကဘွေပါတယ်တချို့ကဘွေမပါဘူးနားလဲနော်
အဲ့တော့ခဏခဏဟိုအိမ်လျှောက်ပါနေတယ်ကောင်မှကျွန်တော်ခြေထောက်မှာဘွေပါတယ်လို့တော့မပြောကြဘူးလားပြောကြတယ်အကျဉ်းတို့လက်နှစ်ဖက်နဲ့လည်းခြေနှစ်ဖက်နဲ့ကောင်နားနှစ်ဖက်နဲ့ကောင်ချက်နဲ့အရနဲ့လည်းကောင်အရေးနော်အရေးဆိုအသားရေးတော်လည်းကောင်ဆက်လက္ခဏာတွေပါရှိတတ်ကုန်ကြီးထိုနှစ်ပါးသောဌာနတို့ကိုလည်းလက္ခဏာနန်းလည်းတော့ပုဂ္ဂိုလ်တွေထပ်ပြီးအလို့စွာသိရှိကုန်၏အကျဉ်းသူအုတ်ခေါင်းနဲ့လည်းကောင်းလက်ရနဲ့လည်းကောင်းလောရနဲ့လည်းကောင်းဝိပါဒမြအချင်းဆက်ပွေပါရှိသည်ထိုဆက်ပွေလက်ရပါရှိတော့ထိုသူတွေထုံးလင်းတောက်ပသောထိကိုစောင်းရန်တဏိကထုံးလင်းတောက်ပသောထိဖြင့်တင့်နေချင်းရှင်သောလက်ချမိမရှိတော့စက်တေဆောင်နတ်သမီးလေနော်နတ်သမီးလေနော်ရောက်လာလက်တန်းအော်ရှေ့ကထိဆိုတော့တော်တော်ရှားတယ်ထိနော်ဘယ်လောက်ထိရှားလဲဆိုဆရာတို့ဟိုဟာထိကိုရှားတယ်ဆရာတို့ဒီမဆလာခက်ထီကိုရှားတယ်ထီတွေကဘယ်ပေါက်ပြီးလဲဆိုတော့ဆရာတို့ဒီဟိုပေါ့တမောက်ဝံမှာထီပေါက်ပြီးတယ်တခါကျတော့သူ့သားတွေကရန်ကုန်မှာရှိတယ်သူ့အမေကသူ့မျိုးသူ့ရမှာပဲလောက်ကန်စားတောက်နေသူကထီပေါက်တော့ဝမ်းလာတယ်ဒါနဲ့သူ့သားတွေဆိုရေးလိုက်တယ်အမေတဲ့ဒီအပတ်ထီပေါက်တယ်တဲ့ဟောဝက်ဆန်လုံးပေါက်တော့ကြာနေခဲ့တာအဲ့မင်းကလေးတွေကိုပေးခြင်းတယ်တဲ့နော်မင်းတို့ပေးခြင်းတယ်ဆိုတော့ရေးလိုက်တာတားမြောက်ပြီးရေးလိုက်တော့အဲ့ဒါဝတ္ထုရှိတယ်နော်အဲ့ဒါဆရာပြောချင်တဲ့လျှောက်ပြောတာမဟုတ်ဘူးအဲ့ဒါလေးကဘာလဲဆိုအရင်တော့မကလေးနဲ့မပါလဲဘူးအဲ့ဒါလေးနဲ့တားရမျောအမေကရောက်လာတာဟိုတားတယ်အမေကျွန်တော်အိမ်နေဟိုဒီတားတယ်ကျွန်တော်အိမ်နေနဲ့လူနေကြတာနောက်ဆုံးကြတော့ပြန်ကနေကြအမေတဲ့ထီပေါက်တယ်ဆိုတော့ဘယ်မှာထီပေါက်လို့တော့အမေပဲကြီးအော်ငါသားအမေကထီပေါက်တာကိုပြောတာတဲ့နောက်ခါတဲ့လာခဲ့အမေကမေ့ကြံနေခဲ့တယ်နောက်ခါကလေးတွေလာရင်အမေထည့်ပေးလိုက်မယ်မင်းတို့ရန်ကုန်ကမုံများတယ်ဆိုတော့ဟာကိုဖြစ်သွားတယ်တဲ့အဲ့ဒီမှာနော်ရေးထားတာလေးပေါ့အဲ့ဒါလေးကအဲ့တော့ထီပေါ့နော်ထီကစိတ်ခက်တော့လည်းရှားပါတယ်အဲ့တော့ဗီဒင်ဆရာတွေလည်းဆရာတို့ပုံနာဗီဒင်ဆရာတွေရှိတယ်သူကထီလေးစောင်းပြီးတော့နော်ဒူတီလေးနော်အဲ့ဒါဟိုဘော ground check လေးနဲ့လှည့်ပတ်ပြီးဟောတာထီရဲ့နဲ့ကြီးနော်ထီနဲ့ကြီးကဖြူသွားတယ်တဲ့ဖနက်ကပါတယ်တဲ့အဲ့တော့ဆရာတို့ကမင်းဗီဒင်ဆရာကွာထီဖြူနှစ်ပါးအလုပ်ပါကွာလို့အများအားပြောတယ်ဟုတ်လားနော်ဒါထိခက်ကအခုတော့အဲ့လိုမဟုတ်တော့ဘူးအကျဉ်းချုပ်ရဲ့နှစ်ဖက်သောမျက်ခုံးတို့အကြားနဲ့လက်ရတို့လှည့်သောဆက်ပွေသည်ထင်ရှားစွာပါရှိသောထိုဆက်ပွေသည်ကောင်းသောဆက်ပွေပြည့်စုံသောဆက်ပွေဖြစ်၏ညာဘက်မှာပါတယ်မျက်ခုံးနှစ်ဖက်မှာဆိုရင်ညာဘက်မှာပါတယ်နော်အုံနိတအမည်ရှိတော့ထိုအုံနိတအမည်ရှိတော့ဆက်ပွေပါရှိတော့ယောက်ျားသည်ရည်မြစ်အရှင်ဖြစ်အားအလုံးစုံသောမြေအပြင်ကိုစောက်ရှောက်နိုင်တဲ့ဖြစ်အားဒါဆက်ပွေတွေဟိုဆက်ပွေတွေတို့ဘယ်မှာဖြစ်လဲခေါင်းမှာစပင်းမှာပါမယ်အရေးမှာပါမယ်နောက်တော့တကဘာလဲမှုင်းချင်းတွေမှာပါတတ်တယ်မှုင်းချင်းတွေလည်းဆက်ပွေလို့လဲနေတာတွေရှိတတ်တယ်နားလဲနော်အဲ့ဒါလေးရှိတတ်မှသိတာဒါတော့ဘယ်မှာလဲဆိုရှင်မျက်ခုံးကြားမှာပါတဲ့ဆက်ပွေအကျဉ်းရဲနှစ်ဖက်တော့လက်မောင်းတို့ရဲ့အတွင်းနဲ့ခွဲအားတကယ်လို့ရှိတော့ဆက်လက္ခဏာပါရှိတော့လက်မောင်းရဲ့အတွင်းဒီလက်မောင်းရဲ့အတွင်းဘက်မှာဒီအတွင်းသားမှာဆက်ပွေတွေပါတတ်တယ်ဟုတ်လားနော်အဲ့တော့ကလေးတွေမွေးလို့ရှိရင်ဆရာတို့ကြည့်ရတယ်ဆက်ပွေပါလားလို့ကြည့်ရတယ်ကလေးလေးကြည့်လို့ရတယ်အဲ့တော့သူလေးကနူးနူးညံ့ညံ့လေးတွေအမွှေးလေးတွေမပေါက်ဘူးလားပေါက်နေတယ်အဲ့ဆက်ပွေလေးကြည့်ရတယ်ခွဲတော့ဆက်လက္ခဏာပါရှိတော့သူယောက်ျားတွေအလုံးစုံသောမြေကိုမိမိလက်ရုံးအပြင်စွမ်းဆောင်ခြင်းပြုနိုင်သူရဲ့သုံးဖြတ်ရာဤအကျဉ်သူဤကြာတိဟုသောလဝါပြင်တိုင်းလက်ရသောလှက်သောဆက်ပွေလက္ခဏာတွေများစွာထင်ရှားနော်များစွာထင်ရှားသောအချင်းအပြင်ပါရှိတော့သူယောက်ျားသည်တိကျနားလေဘုရားရှိစင်ကြယ်သောအလေးချရှာတရားမွေးတော်ခြင်းရှိအားပစ္စည်းဥစ္စာရှိအားအဲ့မှာလက်ရလို့လက်အတော်ဆိုတဲ့နေရာမှာနောက်တော့လက်ရဘက်ကိုပဲကြည့်ရမယ်လက်ဝဲဘက်ကိုမကြည့်အားလုံးကယောက်ျားတွေအတွက်လက်ရနေပဲသက်ဆိုင်ပါတယ်ဒီဆိုတော့ကျော်ချမ်းတော့ယောက်ျားတို့အုတ်ခေါင်းထက်နိုင်ငါလက်တစ်ပါသားရှိတော့လက်ရတို့လှည့်တော့ဆက်တော်၎င်းအဲ့မှာဆက်ကလက်ရရဲ့လက်ဝဲရဲ့ဆိုတာရှိတယ်အဲ့တော့လက်ရရဲ့လက်ဝဲရဲ့ဆိုတာကဖျားကိုသွားလဲဖျားကိုလက်ရနဲ့ရစ်သွားလို့ရှိရင်အဲ့ဒါလက်ရရဲ့ခေါ်ပြီးလက်ဝဲနဲ့ရစ်သွားရင်လက်ဝဲရဲ့လို့ခေါ်တယ်ဆရာတို့မူလီလေးတွေကိုဒီတိုင်းလေးလှည့်တာကလက်ရရဲ့ကြောင်းပြန်လှည့်တာကလက်ဝဲရဲ့နော်ဆရာတို့လက်ရရဲ့ဒီကမူကြတယ်ဆရာတို့လက်ရရဲ့ဒီအားလုံးကဘာရှိလဲဆိုလက်ရရဲ့ဒီအားလုံးကလက်ရရဲ့ဒီအားလုံးကဆရာတို့အခုဒါ
နိုင်ငံခြားအားလုံးကလက်ရရည်တရုတ်ကတော့မြန်မာနိုင်ငံကိုစပိန်တို့ဘာလို့စသွင်းတော့လက်ဝဲရည်တင်နဲ့တွင်းတာဆရာတို့မြန်မာနိုင်ငံကိုစပိန်တွင်းတာဂျပန်ရဲ့နော်အင်္ဂလန်ရဲ့အိန္ဒိယရဲ့တွင်းတာနောက်ကျတော့ချက်မီတို့ဆိုတွင်းနောက်ဆုံးတွင်းလိုက်တာနော်ဟိုမှာတရုတ်စပိန်တွေအဲ့တော့အိန္ဒိယကိုငုတ်ထွက်သွားတာပဲနော်အိန္ဒိယကိုငုတ်ထွက်သွားပဲအဲ့တော့သူကတော့လက်ဝဲရည်တင်နဲ့တွင်းတာအဲ့တော့ဆက်လို့ကြည့်လို့ဆိုရင်အချင်းလူတွေနော်လက်ရတော့ချက်တော့ဆက်လက်ခါလီနှစ်ဖက်တော့နားနဲ့၎င်းချက်နဲ့၎င်းပါရှိရှိတော့သူကလက်ခံတင့်တယ်ဆိုရဲအဲ့တော့နားတို့ချက်တို့ဆိုရှင်တော့ချက်ကလည်းလက်ရဘက်ကိုလှည့်နေရမှာချက်ဘူးရပဲကိုဘယ်လှည့်မလဲလက်ရဘက်ကိုလှည့်ရမယ်နားကြတော့နှစ်ဖက်လုံးပါလို့ရတယ်အဲ့ဒါသူကလက်ခံတင့်တယ်ဆိုဆိုရည်အချင်းလူတို့အုပ်ကောင်းချက်နဲ့တစ်ခုတည်းတော့ဖူလာဝိထအမှုရှိတော့သက်ွယ်ပြီးလက်ရည်လက်တော့အဖြစ်ပါရှိတော့သူတို့များစွာမြင့်မြတ်ခြင်းဖြစ်လို့ရောက်ပြီးဦးဆုံးနေရာနဲ့ပါတော့စက်ပွေကိုဆိုလိုတယ်ဒီဦးဆုံးလေးမှာပါတယ်ပွေလေးကနော်ဦးဆုံးလေးပွေပါတယ်အကျဉ်းတို့အုပ်ကောင်းထက်တဲ့လက်ဝဲရစ်လက်တော့စက်ပွေတွေသင်ကြားတာပါရှိတော့သူတို့မိုးတိတ်စာလုံးချင်းနဲ့စစ်ဆုံးတအားဟောလက်ရမလဲလက်ဝဲလက်ရမှာနော်6တွေ့တော့စားတော့ခွဲဥတော့လေရရှိရကောင်းတော့အခုမှရုပ်အံအကျဉ်းတို့စက်ပွေတွေလက်ရပိုင်းနဲ့ပါ၍လက်ဝဲတို့လက်ချင်းရှိတော့ဝေးကလက်ရတယ်မှာပါတယ်ဒါမဲ့နော်ဝေးကြည့်တာလက်ဝဲဘက်ကိုလက်ချင်းရှိတော့လက်ဝဲနဲ့ပါရလက်ဘက်ကိုလက်ချင်းတော့တူကြီးအုံမလို့အရင်ကစိတ်ဆန္ဒမရှိပြန်သူတို့ရုံမားခြင်းလည်းမရှိနဲ့အကျဉ်းတို့နှစ်ခုရင်ပေါ်နဲ့သင်ရှားသောစက်ဝေလက္ခဏာပါသည်ရှိတော့ကိုစက်ဝေဒီဇလာနဲ့တူချင်းရှိ၍လက်ဝဲပန်းနိုင်၎င်းလက်ရပန်းနဲ့ပါသည်ရှိတော့သူတို့ငဲတော့အသက်ရှင်သင်ရခြင်းနဲ့လည်းတွေ့ရုံလားအဲ့ဒါနှစ်ခုပြင်ပေါ်မှာသင်ရှားသောစက်ဝေပါတယ်အကျဉ်းတို့ခြေပွားနှစ်ဖက်နဲ့အဝဋ္ဌအမျိုးစက်ဝေတွေသင်ရှားတာပါရှိတော့သူတို့အလုံးစိတ်ဆင်းရဲဒီဥစ္စာမွဲပြတာတော့ဖြစ်အလုံးရုပ်မာတော့မိုင်မွဲတူဒီဖြစ်နေကြီးကလပ်ပေါ်လို့မြေပြင်းနဲ့ရှာဖွေသွားလိုက်နေရတယ်ဖြစ်ဟောပါလဲဆိုရင်ရှောက်မှာပါလဲဝေပါတယ်တဲ့နော်ဝေပါတယ်အဲ့ဒါမကောင်းတော့လက္ခဏာပါပဲနော်တော်တော်မကောင်းတော့လက္ခဏာမိုးကတော့ကောင်းတယ်ဆရာတို့နော်နောက်နေ့ဆရာတို့တင်ဖို့နော်လုံးဝဖြစ်ရှိမရှိဆရာတို့ကြည့်အောင်လို့နော်တော့ဆရာတို့ကစတဲ့နဲ့အထာကမိနော်ဒီကခဏတော့ဖန်လာဖန်လက္ခဏာကိုကြားပြတယ်အပြင်ရောက်တဲ့ချမ်းသာသွားငါဝါသက်သာသွားခြေကိုလှမ်းသွားနေရှိပြီးသူတော်ကြောင့်ရှင်သေးသွားခြင်းနဲ့သူတော်ခြေတော်သွားခြင်းနဲ့ရှိဝါကျဲတော်သွားခြင်းနဲ့ရှိပြီးကောင်းသောတင့်တယ်နဲ့ရှင်တော်တင့်လို့သွားခြင်းနဲ့ရှိပြီးကိုကြောင့်ကြားပြီးဘုံဖြစ်တဲ့ပြည့်စုံသောချမ်းသာခြင်းဖြစ်ပြီးလမ်းသွားတဲ့အခါအိမ်လူရကြတော့သွားတဲ့အိမ်ရတယ်အိမ်လူရကြသွားနေကျဲတဲ့ဒီခြေလမ်းတိုင်းမှာသွားတယ်ဟုတ်လားနော်အဲ့လိုသွားတဲ့သူအကျဉ်းတို့သွားခြင်းဒီစေးသွားခြင်းလို့လည်းကောင်းလူပိုင်းသွားခြင်းလို့ကောင်းနှင်းတဲ့သွားခြင်းလို့ကောင်းမိုင်းသွားခြင်းလို့အားဖြင့်သွားခြင်းရှိပြီးထိုးသူတွေအမြဲတမ်းတရားနိုင်လည်းကောင်းသူကဥစ္စာလည်းကောင်းကောင်းပုံလည်းကောင်းငွေရောတတ်တော့အလေးချင်းရှိပြီးနော်အဲ့တော့စင်ကဲတို့သွားခြင်းငွေပါကဲတို့သွားခြင်းအကျဉ်းတို့တွေသွားတော့ခါခြေလမ်းပြီးမြေခွေးကလအုပ်မီးပုတ်တင်ယုံပါတမန်တို့ခြေလမ်းတို့သွားခြင်းရှိတော့ထိုဒီချမ်းသာမင်းစီးတဲ့တော့စီးတဲ့ရှိခြေလမ်းကမြေခွေးရဲ့ခြေလမ်းလို့ကလောက်ရဲ့ခြေလမ်းလို့မြေရဲ့ခြေလမ်းလို့ပုတ်တင်ခြေလမ်းလို့ဇုံတို့ပါလို့ခြေလမ်းလို့တမန်တို့ခြေလမ်းလို့ခြေလမ်းကသွားလိုက်တယ်ပြန်ကြောက်တော့အချိန်ကြီးစောင့်ကြည့်တယ်သွားလိုက်တယ်ပြန်ကြောက်လို့လည်းအချိန်ကြီးစောင့်ကြည့်တယ်နော်ဒါလည်းစီးတဲ့ရှိတတ်တယ်အကျဉ်းလူတွေသွားတော့ကမြင့်တုံလက်တုံခြေလမ်းကိုစမ်းတော့အဖြစ်လည်းကောင်းဘေးပြင်ခြေလမ်းတကယ်တော့လည်းကောင်းတီကြီးချင်းကချုပ်လွဲရည်နှင်းမြန်စွာနှင်းစွာခြေကိုရုပ်ရအတွင်းလို့လည်းကောင်းအပြင်လို့လည်းကောင်းခြေဘွားအကြမှန်ပေါက်ပြန်ခြင်းခြေတံပြင်းပြင်းထိထိုင်နေရှိသောအဖြစ်သွားရည်ရှိတော့သူတို့ဒီအတုပလက္ခဏာမတင်တော့သူမှသူညံ့ဖြစ်ပြီးသွားတာကမှနော်ကောင်းရအောင်ကြည့်ရတယ်အပြင်လူတွေသွားတော့သွားတော့ကာလာနဲ့ကောင်းသောသွားခြင်းရှိခြေတံမကြခြင်းရှိသူချတော့ခံရတော့ခြေကိုရုပ်တော့ခံရတော့အစမ်းမကြားရခြင်းဟာသူ
တို့အပြင်သွားခြင်းအများရှိဖို့ကိုလူဒီသမ်းတာအစိတ်နှလုံးသင်ဝေးအားအဲ့ဒါဆိုတော့ကတန်းတော်ဆောက်လို့ရှိရင်ဒုံဆောက်လို့ရှိရင်တော့လူကျန်းနေဟုတ်လားနော်အကျဉ်းလူတွေသွားလာတော့ခါနဲ့လုံသွားခြေလမ်းစိတ်တော့အပြင်ဝါခြေလမ်းပြီးတော့အပြင်ချွတ်ယွန်းတော့သွားလာခြင်းရှိအလုံးခင်းနေတော့သွားလာခြင်းရှိခီးမတွင်ဘူးသူလိုထိုလူတွေစမ်းသွားတဲ့ကြောင့်အားပြင်းတအားမလိမ္မာတော့သူဖြစ်အားသူရတော့ဖြစ်အားပြမရှိဆိုရှင်ကျန်တဲ့လက်ဖိတ်နဲ့တော့ချီရင်သွားတယ်ဆိုသူ့ချာအများနဲ့ဆောက်သူ့ချာကဘေးနဲ့ကားဘေးနဲ့ကားတော့သွားတာကကဘဲသွားလို့သွားဘဲသွားရတာလည်းဆိုတော့မြန်တယ်ကျန်တဲ့သွားတဲ့လူမှန်လားဆရာကမနေလိုက်ရတာနော်ဆရာမှန်လေးပဲသွားတာပါဆရာသွားတာမှန်လေးပဲကျန်တဲ့လူကလိုက်ရတာအဲ့ဒါနော်အဲ့ဒါဆရာမြန်လာနဲ့ဆရာဖိနေစားနေသွားတော့မှဆရာရှိကြောက်လို့နောက်ဆောင်တာငါတော့လည်းမြန်နေသွားဒီကတော့ပုံမှန်တိုင်းသွားတာနော်အဲ့လိုလေးအထစာယာနော်တသနာအရေးအကြောင်းလက္ခဏာပြခြင်းလူတို့ခန္ဓာကိုယ်နဲ့အရေးအောင်ဆိုကြတော့တကူလက္ခဏာစာယာကိုယ်ရောဟူသောအမည်ရှိထိုစာသည်မြင်နှင့်ဆက်ဆံသောအပြင်ပထဝီအမည်ရှိသောစာယာသည်၎င်းရည်နှင့်ဆက်ဆံသောအပြင်ဇလမီသောစာသည်၎င်းမိနှင့်ဆက်ဆံသောအပြင်အကိမီသောစာသည်၎င်းကောင်းကင်နဲ့ဆက်ဆံအာကာမီသောစာသည်၎င်းလေနဲ့ဆက်ဆံသောအပြင်နော်ပုံကနာအမည်သောစာသည်၎င်းဤလိုအပြင်နော်ဒီလိုအပြင်ပထဝီစာယာဇလစာယာအကိစာယာအာကာသစာယာပေါ်နာစာဝစာတို့လူတို့နဲ့ဖြစ်ချင်းရှိသည်စာနာဖို့ဖြစ်တယ်နော်ပထဝီသောအဘောဝါရောရဲ့အာကာသဟုတ်နော်အကျဉ်းစာဒီတုပအတုပဟူသောကောင်းကျိုးမကောင်းကျိုးကိုပြေးချက်စေ၏လူတွေခန္ဓာကိုယ်မှာဘာဟိကဖြစ်သောဝါပြင်းမနဲ့ဖြစ်သောထိုစာသည်မိမိသဘောတတ္တိကိုပြန့်နှံ့ခြင်းကိုပြု၏အဘယ်ကိုပြုသည်နည်းဟုမူအရေးကြီးကင်းသောဗရဏဦးနဲ့ထုံးကြီးထားသောမိကဲ့သို့တောက်ပြောင်ခြင်းထုံးလင်းခြင်းတင့်တော်ကြက်တည်ရှိလို့ပြန့်နှံ့တာတည်ရှိတယ်အဲကိုရောင်ကိုဝါကိုပြောတယ်ကိုရောင်ကိုဝါကပထဝီသောအဘောဝါရောဆိုတဲ့နော်ဆရာတို့ရဲ့ဒီဟိုအဘောမှာပဲခန္ဓာကိုယ်ရဲ့ဓာတ်ကြီး၄ပါးနောက်အာကာသဓာတ်နဲ့ဆိုဓာတ်ကြီးဘယ်နှပါလဲ၅ပါးနဲ့ဖွဲ့တယ်အဲ့ဒါတွေအားလုံးအကြောင်းတွေရှိတယ်ဒါကြောင့်ဆရာတို့အကြောင်းတွေကိုပုံတောက်ပါခြင်းဆရာတို့ကကြည့်ရတာအကျဉ်းသူကြီးတွားနေလည်းကောင်းခြေသက်လက်သက်နဲ့လည်းကောင်းမွေးခြင်းနဲ့လည်းကောင်းအရင်နဲ့လည်းကောင်းဆံနဲ့လည်းကောင်းရင်းမြန်တဲ့အရေးကြောင်းနဲ့လည်းကောင်းပထဝီစာဒီတည်မြဲခြင်းရှိတယ်ပထဝီစာဘယ်မှာတည်လဲတွားမှာတည်တယ်ခြေသက်လက်သက်မှာတည်တယ်မွေးခြင်းနဲ့တည်တယ်အရင်နဲ့တည်တယ်သဘင်နဲ့တည်တယ်နော်ရင်းမြန်တဲ့အရေးကြောင်းအရေးကြောင်းတွေနဲ့တည်တယ်ဒါပထဝီစာတည်တယ်ဒီကောင်းရင်မျက်စိဒီကောင်းစိတ်ကိုယ်ဒီကောင်းတင်မွေးသူနူးညံ့စေ၏ပထဝီကဒီလိုအပြင်ပထဝီစာရှိတော့သူကပစ္စည်းဥစ္စာတရားဓမ္မစီရင်ချမ်းသာတယ်လို့အကျိုးကိုပေးတတ်သည်မြည်အဲ့တော့ခြေသေးလက်သေးတွေကပြောသူနော်ညီမြန်းမယ်နော်ဒီလိုတွေတော့ပြောဆိုထားတယ်အသစ်ဖြစ်တော့မိုးသည်အကျဉ်ခါနဲ့ရွာဤထိုမိုးရည်နဲ့တူပန်တိရှိတော့စာရဲ့အမည်သည်အာဘောမီထိုအာဘောမီတော့စာသည်ခတ်တဲ့တော့အကျိုးဆွဲကိုပြီးတော့စေဇလနော်စာရဆိုလိုချက်ကလူတွေမှာစုံနေရမယ့်နေရာစုံနေရမယ်6ရမယ့်နေရာပါလေ6ရမယ်ဟုတ်လားမာပထဝီကတော့မာရဲ့နေရာမှာမာပေးရမယ်ဟုတ်လားနော်အကျဉ်တက်သစ္စာဖြစ်တော့နေလူနေအယောင်ဒီတန်တာမီအစင်ရွှေစင်မြေစင်ကြောင်းမြက်ရွယ်ရတာတို့အစင်နဲ့ပူညာခြင်းသဘောရှိလေယောင်အယောင်ကဲ့သို့ရှိသောဆရာဒီဖာလနာနော်ပြပါအမည်ရှိမိယောင်ဟုလို့ထိုစာရှိတော့ယောက်ျားသည်တတိယပြည့်နဲ့ဆောင်းအပ်သောသဘောကြရှိအကျိုးစီးပွားတို့ကိုတိုးပွားတန်နှံ့စေတတ်၏အကျက်စားလေဟုလို့ဒါမိကဲ့သို့နေမင်းကဲ့သို့စီစာကဲ့သို့ဟုတ်လားနော်အကျဉ်းစားလေးအငြိကျေးကင်းသောသဘောရှိလှုပ်ရှားခြင်းနဲ့ရှိကြမ်းတမ်းခြင်းနဲ့ရှိခြောက်ခြားခြင်းရဲ့ထိုစားလေးလူတို့အားတည်ခြင်းကောင်ဖွဲ့ခြင်းကောင်ဥစ္စာပစ္စည်းကိုလည်းပြုတတ်၏နော်ပဝနာစာလို့ဆိုတယ်နော်အဲ့တော့ပဝနာစာယောက်ျားတို့တွေအကျဉ်းစားလေးအငြိကျေးကင်းရဲ့စင်ကြသောဗြဟ္မဏ်နဲ့တူ၏လွန်စွာတင်မွေခြင်းနဲ့ရှိထိုတို့သဘောရှိသောစာသည်ယောမိအမည်နဲ့ရှိထိုစားလေးလူတို့ကများသောကောင်းခြင်းတို့ကိုပြည့်စည်ရှိခြင်းတို့ကောင်းချမ်းသာခြင်းတို့ကောင်းဥစ္စာစုတော်တို့ကောင်းတာဝိချွန်တို့ကောဖိစိတ်တို့ကိုပြသတဲ့ဒါအာကာတနော်စာယာအငြိကြီးတာကျင်းတယ်ဟုတ်ပြီနော်အကျဉ်းဆိုကတော့၅ပါးဒီနေမင်းဘေဒလို့နတ်မင်းတရားမင်းယမမင်းလာမင်းတို့နဲ့တူတော့တူခြင်းနဲ့ရှိပြီးတူတော့သဘောအဖြစ်မိမိတို့အားလို့ကအကျိုးပေးတဲ့ဘုံဒါအစဉ်တိုင်းမှတ်မယ်အတိုင်းလက်ခါကိုကြားဒါအရေးကြီးတယ်ဆိုတော့လူကြောက်
နော်ကိုပြောတဲ့အတန်ဘလို့တန်လဲဆိုတော့ဒီကိုရေးကြမာလားပြော့လားနော်ຫນွေလားနောင်လားပါရလားနော်စက်တော့လားဒါတွေကြည့်ရတယ်အပြင်ယောက်ျားကြီးကောင်းတာပြောဆိုနေရှိပြီးကြားကြတဲ့မှာလည်းဒီလိုနှစ်သက်ပြီးဖြစ်ဖို့ရောက်စီကြကြီးပေါက်ချနှက်ကတော့အငယ်ပြောဆိုခြင်းလေနော်ရှိပေါက်နော်တော့ပေါက်ချနှက်တွေကနော်ဒီလိုပေါ့အော်တဲ့ခါဖြည်းဖြည်းအော်တယ်ချိုတော့တန်ရှိမဆူးရှာတော့တန်လည်းရှိမူရင်းစီကတော့များစွာမြန်မာပြည်တော့တန်လည်းရှိတယ်ချိုးသူအခါခါတဲ့အများမပြတ်ကောင်းတော့တန်ပတ်တိတဲ့တာတွေ့ကြအောင်အတန်ကိုရှိမှတော့ပေါက်ချနှက်ကဲတို့နော်နည်းနည်းလေးအတန်ထွက်မယ်နည်းနည်းလေးဒါလည်းအတန်ထွက်မယ်နော်မူရင်းစီတဲ့နော်စီရနော်မူရိုးစီတွေပေါ့နော်မူရင်းစီတွေနဲ့စီရလောက်ကြတဲ့အဲ့စီရအတန်လိုပဲကြည့်လို့အိမ်နဲ့ထွက်တယ်အကျဉ်းယောက်ျားအတန်ဒီနောက်စီတန်နွားလာဥပ္ပတန်မိုးတန်မူရိုးစီတန်ပူတောင်းတန်တမင်တန်စကောတန်၎င်းတန်နဲ့တူရှိတော့သူယောက်ျားတွေမင်းဖြစ်အောင်မင်းစိစိတ်ဆန္ဒခြင်းကိုခံစားနောက်စီအတန်နော်စီရဲ့အတန်နွားလာဥပ္ပရဲ့အတန်မိုးရဲ့အတန်လို့မယိုးရဲ့စီတန်လို့ပူတောင်းရဲ့အတန်လို့တမင်ရဲ့အတန်လို့စကောတန်လို့အဲ့လိုအတန်တွေနဲ့တူတော့မင်းဖြစ်မင်းစီစဉ်ကိုခံစားရတာအကျဉ်းယောက်ျားအတန်ကြီးကွဲခြင်းပြတ်ခြင်းကြမ်းကြုတ်ခြင်းသုံးစုံရပြောဆိုခြင်းကို၎င်းမပြောဆို၎င်းညသာဖြစ်နေခြင်းအာမကျလူကဲ့သို့အားထုတ်ခြင်းရှိတော့အတန်ရှိခြင်းပိတ်ဆို့ခြင်း၆တွေ့ခြင်းဒီဥကြောက်လုံးကြားဘူးလားဥကြောက်လုံးကတော့ပြောတယ်ဥကြောက်လုံးနဲ့ဥသိမ်းမှပြောတဲ့နေသံတွေရှိတယ်ဥကြောက်လုံးကအတန်ဧည့်တယ်နော်အဲ့တော့ဥကြောက်လုံးရဲ့တမီးကိုနော်ဟိုဥသိမ်းမောင်ရဲ့သားနဲ့ကြိုက်နေကြအဲ့တော့ဥကြောက်လုံးကဥသိမ်းမောင်ကိုသူရိုးတောင်းမှာအဲ့တော့တော့အတန်ဟိုတော့ဆရာတို့ကအရှိတော့ငယ်တော့ဆိုရင်အဲ့တော့အတန်လူလုပ်တယ်ဆရာတို့လည်းနော်တမဲဟုတ်တယ်ကျောက်ကတမဲကိုတဲ့အောင်ကိုသိမ်းမောင်နဲ့ပြောအတန်တမဲကိုသိမ်းမောင်သူကတနည်းရှိမှာဗျာတော့အဲ့နာလည်းအတန်အဲ့နဲ့အဲ့ဒါဆရာတို့ငယ်တော့လေ့ကျင့်ကြပြီးပြောတာပါအဲ့တော့ဒီမဲ့ကြောက်လုံးဟိုကလည်းအတန်နဲ့တော့ပြောတဲ့ခါဟိုကသူ့ပြောဦးကြောက်လုံးနဲ့ဒီမဲ့ကြောက်လို့ဆိုတော့သူကပြောတဲ့တန်တွေပေါ့အဲ့ဒါလည်းကိုရှိခဲ့တော့ဆရာတို့လေးကျင်တယ်ဝင်းတန်လည်းလေးကျင်တယ်နော်ကြော်ဆွေတန်လည်းနှာတန်လေးနဲ့နော်အဲ့ကိုရှေ့ဘာကတော့လက်သီးထိုးတာပြောတော့နှာတန်နဲ့သူကနော်အဲ့လိုဆရာတို့ကနှာတန်လေးနဲ့လေးကျင်တယ်အဓိကတော့ဆရာတို့ဘူအောင်တင်ကိုတော့အကြိုက်ဆုံးပေါ့နော်အဲ့တော့ဝင်းတန်လည်းဆရာတို့လောက်တယ်ပေါ့နော်အဲ့တော့ဒီမှာတော့ခဏလေးဦးကြောက်လုံးကအတန်ဧည့်တယ်ဦးကြောက်လုံးကလည်းအတန်ဧည့်တယ်နော်ဦးတိတ်မောအတန်တက်နဲ့ပြောတယ်ညလေးကြတော့အဲ့လိုခုဖူနော်ညလေးကဟိုညလေးပြောတဲ့ခါကျတော့ကြပြာတန်စတန်နဲ့ပြောတယ်နောက်တစ်ခါအခြေယောက်ျားအတန်ဒီတစ်ကျုပ်ကြီးခင်ဖို့မြောက်ကလအုပ်မြေခွေးညီဝက်ဒီကောင်းလေးအတန်နဲ့တူးချက်ထိုးပြီးရုံညံသူဖြစ်ကဲလို့နန်းရှိတယ်ထိုနည်းသူသာတွေးအောင်ဖြစ်တယ်အတန်ကအတန်အနေထန်တာခံနဲ့ကတိုင်းနဲ့သူကပြောရတာတိတ်တော့ကဲလို့နေဆိုရှင်လည်းမကောင်းဘူးအဲ့တော့အဲ့အတန်ထွက်တာဒီမှန်တာဒီကိုတော့ယဟန်လောကမှာတော့ရှိတယ်ယဟန်မှာဥပမာဆိုကြတော့ရေတမဟိတို့ပတ်ပေါ်စသည်ပဲဟိုပေါ့တော့အတန်ဥပမာဆိုရှင်ဥပမာဆိုကြတော့ဆရာတို့ဟိုရွတ်တယ်ဆိုကြပါတော့ဟိုမင်္ဂလာတော့ရွတ်တယ်ဆိုကြပါတော့အတေဝနာစပါလနဲ့ပဏိသနိစ္စတေဝနာပူဇော်ပူဇော်နေဣဒံမင်္ဂလာမုဒ္ဓမှာအဲ့ဒါလေးကဒါကဘယ်တစ်ပိုက်ရှိလဲဆိုရှင်တော့၈ခုဟိုပေါ့နော်အပိုက်ပဲနဲ့၈ခုရှိတယ်စလုံးရာပြင်32ခုရှိတယ်၄လုံးတစ်ပိုက်၄လုံးကိုနော်တစ်ဖြတ်၄လုံးတစ်ဖြတ်နဲ့အတေဝနာစပါလနဲ့အော်တော့၈လုံးတစ်ဖြတ်၈လုံးတစ်ဖြတ်နဲ့ရှိတယ်အဲ့ဒါ32ကအဲ့32ကဘယ်ဆရာတော်ဒီရွတ်အတန်ကအဲ့ရဒီအစနဲ့အဲ့ဒါလေးတစ်ပိုက်အစနဲ့ဆုံးတီစက္ကန့်20ကြာတော့နောက်ဆရာတော်ရွတ်လေစက္ကန့်20ပဲကြာနော်သူတို့ကအဲ့ဒါတွေရှိပြီးသားနော်ရှိပြီးသားဒါဘုန်းကြီးလောကမှာသိတာဒီကရွတ်ချင်တဲ့ရွတ်လို့ကအခုဆိုဆရာတို့လူတွေကအော်တယ်နဲ့အော်နေရွတ်ချင်တဲ့ရွတ်တယ်မဟုတ်ဘူးသူ့မှာဌာနေမန်နေနော်အာသောက်တန်ရှာသောက်တန်နော်ဖြတ်မဲ့တန်ဒါတွေမပေါ့လားပါတယ်အဲ့တော့ပို့ပြီးတော့ဆိုတာကြဓမ္မစက်ကပေါ်နေတော့ရွတ်လိုက်တဲ့ခါကျအကုန်လုံးပြက်စီရောအဲ့ဒါဘယ်သူတွေရွတ်လဲဆိုရှင်ဟိုဟာတွေရွတ်တယ်နော်ဝိသင်းကရွတ်ကြတယ်ဟာအတားကြီးအကြာကြီးဆွဲပြစ်တယ်ဒါမှမဟုတ်ဆွဲလို့မရအောင်နော်နောက်တော့အထဂန္ဓောဆိုတာဂန္ဓဆိုတာဘာလဲဆိုရှင်ဆရာတို့ကအနံ့နော်
ဒီကဘာမြေပြင်နဲ့လူရဲ့အနံ့ကိုနော်ဂါနာဣဂါနာအိဒါဒီဟုသောနှာခေါင်းဤအိမ်တွေဖြင့် UI အကျင့်အနံ့ဒီရှိဤထိုအနံ့ဒီဆွေးစားရှိသောအပြင်ကောင်ထွက်တဲ့အပြင်ကောင်ဖြစ်ချင်းရှိပုံဤဤလုံးစုံသောအနံ့တို့သည်သူဝလက္ခဏာအတုဝလက္ခဏာဖြင့်နှစ်ပါးအပြရှိသည်အကျဉ်သူသည်ပယုတ်အကျော်နန္တာ12ခုကတို့မြတ်လေးပန်းညိုကြီးစင်ပုံ၎င်းတို့အနံ့ကဲ့သို့ရှိသောထိုကြောက်တတ်သည့်များသောစိတ်စိတ်ချမ်းသာကိုခံစားရတဲ့သူ့ရဲ့နော်ထွက်လာတဲ့အနံ့အကျဉ်သောအနံ့သည်ပုတ်တိုးသောအနံ့၎င်းပြင်ငါးဦးသွေးစိမ့်နော်တမတသုံးသောတတော်ကြီးအစီအနံ့ကြီးဥဂျိုင်း၎င်းတို့အနံ့နဲ့တူရှိသောထိုမကောင်းသောအနံ့ရှိသောယောက်ျားသည်များစွာရုပ်ဆင်းစာဉာဏ်ပညာရှိရ၏ဆင်းရဲဒုက္ခတွေလည်းစိတ်သိမှုရဲ့ခံစားလို့ဖြစ်သည်ဒီနေ့တော့ရိုးတော်ဆိုရဲဟောလာပေါ့နော်ကာမရှင်လို့လည်းခေါ်တယ်ရိုးတော်နဲ့ယောက်ျားတွေမလုပ်ကြဘူးလားမိန်းကလေးတွေလုပ်ကြတယ်နော်အထဝန်တော့အစင်းလက်ခံပြဆိုခြင်းအကျဉ်းကြီးကိုယ်အစင်းဒီအဖြူအညိုအနက်အပြင်၃ပါးအပြားရှိ၏ဒါကြောင့်တော့ဒီအဖြူအညိုအစင်းတစ်ပါးဒီကောင်းသောလက္ခဏာမြည်၏နဲ့တော့အစင်းဒီမကောင်းသောလက္ခဏာမြည်၏အနှဲငယ်နဲ့ချင်းအနှဲငယ်ဖြူခြင်းအကျဉ်းလက္ခဏာတွေတင့်တဲ့သောလက္ခဏာမဟုတ်ကုန်တဲ့အဲ့တော့မဲနဲ့တာကတိတ်ကိစ္စကြီးနဲ့တာတော့နော်သူကကိစ္စရှိတယ်ဆိုတဲ့သဘောကိုပေါ်ပြတယ်အစင်း၃ပါးကိုခွဲခြားရဆိုအောင်ကဆရာတို့နော်နောက်ရက်ကနော်ပေဆောင်တဲ့သဘောရှိနေပြီကြာဖြူပွင့်တဲ့သူသောအစင်းကိုအဖြူသမုတ်ရာဤဥပဒကပွင့်တဲ့သူအစင်းကိုအညိုသမုတ်ရာဤဒဇလာကိုအပြီးသောမျက်စင်းကြောက်တဲ့သူသောအစင်းကိုနှက်သောအစင်းကိုသမုတ်ရာဤဤသို့ဆိုရသောအစင်းမတပါဝါခြင်းနေခြင်းစိတ်နဲ့ဆရှိသောအစင်းတို့သည်ရှိကြများတော်လေမူလဆင်းရဲတာသုံးပါးလိုက်တာအကျုံးဝင်သောအဖြစ်ပြန်ရှိသောစင်ကြယ်၍ဉာဏ်အကြောင်းဖြစ်လေသည်နော်ကနိစေတတော်ချက်ပြီးနော်ဂုံဖြစ်တတ်သောလက္ခဏာကိုပြသေးခြင်းဂုံတတ်သဘောရင်နော်လက္ခဏာကိုပြဆိုသည်ဤကဘာလောကနဲ့လောကဒံဓမ္မလောကဒံဓမ္မသဘာဝအဖြစ်အကျဉ်ဒုက္ခဒသနာယမတန်ရာစာရည်ရှိကြ၏ထိုဒုက္ခဒသနာယမတန်ရာတို့နှင့်ခွင့်ခါအားလျော်စွာနော်အခွင့်ကာလအားလျော်စွာကျုံကျဲသောခါဝဲအကျဉ်ယောက်ျားသည်စိုးရင်ကြောက်ကြကင်းသောအဖြစ်ယာဘာယတောကမရှိမှုနှစ်တဲ့ကြီးစွာတည်ကြည်သောပညာဖြင့်သုံးဖြတ်တုတ်တင်ခြင်းကိုပြုလို့ရှိသည်ထိုယောက်ျားသည်ဤလောကနှင့်နဲ့သောသတ္တဝါကိုရှိသူတွေ၎င်းနဲ့သောဂုဏ်သက်တော်ရှိသူတွေ၎င်းပေါ်သွအာ၏အရေးကောင်းတဲ့လာလို့တင်ပြတဲ့အခါသူတုံလုံးမသွားဘူးတော့နော်တုံလုံးမသွားဘူးပဲနဲ့စဉ်းစားဆုံးဖြတ်တဲ့သူကိုပြောတယ်တချို့ဆိုတုံလုံးသွားတယ်နည်းနည်းဟာဟုတ်လားခက်တော့ပဲပါဖြစ်နေတာတုံလုံးသွားတချို့ကြောင့်မဟုတ်အဲ့တော့ဒါပြောနေပါလေနော်စဉ်းစားတယ်အဲ့တော့ညမဘယ်မှာသွားပြောတယ်ဆိုညမဟိုမှာသွားပြောတယ်ဟုတ်လားရှင်ညမှာသွားပြောတယ်26နှစ်ကျွေးမယ်ပြောကြမှာဟိုကလာပြောတယ်နော်26နဲ့သူကဖြီးထွက်တာရှိလို့တဲ့နောက်ဆိုမလင်ရဘူးဟုတ်ကဲ့နော်အဲ့ဒီတော့ကျွန်တော်တို့မလုပ်ဖြစ်တော့ပါဘူးသွားပြောအောင်ဟုတ်ကဲ့နော်အဲ့တော့ဘာဖြစ်လဲလိမ့်နဲ့မလင်ရဘူးတော့နော်ဆရာတို့ကဘယ်တော့မှမလိမ့်နဲ့နော်အဲ့တော့ဒါလေးတော့ဆရာတို့ကနောက်ရက်ကြမှာတခြားတွေနဲ့တွဲတင်ရမယ်ဟုတ်နော်တခြားနဲ့တွဲတင်မယ်ဒီနေ့တော့ဒီမှာကြက်မယ်အားလုံးမတက်ထမယ်ထုတ်ဆက်မယ်မင်္ဂလာပါမင်္ဂလာပါဆရာကြီးကျေးဇူးပါဆရာကြီး